တောင်ငူမြို့မှာစာဖတ်ရှင်မြင့်တင်ရေးစာပေဟောပြောပွဲကိုအမတန်စီကားခမ်းနားစွာပေါ့လာရောက်ပြီးတော့အပိနာထောင်ကြတဲ့စာချစ်သူများကိုလေးစားပါတယ်ကျေးဇူးတင်ပါတယ်ကိုယ်စိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေလို့ဆုတောင်းပါတယ်ပိဿကိုတောင်းပန်ကြပါတယ်ကျွန်တော်ကထိုင်ဟောရတာဒူကောင်းမကောင်းလို့ပါရှေ့အတ္တကျော်ကိုဆန့်ကျင်ဘက်လောက်တာမဟုတ်ပါဘူးသူကရှောက်သွားနေတယ်ကျွန်တော်ကတော့ငြိမ်ငြိမ်ကလေးထိုင်လို့ပါပဲအားနာစရာကောင်းတာကတော့ဟောပြောဝဲစင်မြင့်တောင်ယူဆင်တဲ့လူတွေဒီစကားပြောစဉ်တော်တော်လေးလေးလံလံသေထားမှာပါပဲနှစ်ယောက်စလုံးဘယ်သူမှလည်းသူမသုံးကြပါဘူးဟိုစိတ်ညစ်တာကျွန်တော်သူနဲ့ခက်ဝေးဝေးတောင်နေကြမှာလေအဲ့ဒီရှေ့ရပုံကိုကျွန်တော်ကြောက်လို့ပါကျွန်တော်တို့စင်ကာပူသွားဟောတော့ကမောင်စိန်ဝင်းပရိကုန်းရဲ့အော်ပီဂျေရဲ့ကျွန်တော်ရဲ့3ယောက်အဲ့ဒါစင်ကာပူကကလေးတွေကဒီလိုပဲကာတွန်းပုံနဲ့တရုပ်ဖော်ထားပါတယ်အဲ့ဒီဟောပြောဝဲသွားတော့ကကျွန်တော်ကျမ်းမာရေးတော်တော်အားနေပါတယ်မကောင်းပါဘူးကိုသေမလားတောင်ထင်ပါတယ်သူတို့ဖိတ်ထားတာလေးအားနာလို့ဒီသွားပြန်တွန်းတော့မသေးနိုင်တော့ပါဘူးဆိုပြီးတော့သွားဟောပါတယ်ဟောတဲ့ခါကျတော့ကျွန်တော်တို့ပုံ3ပုံကိုနောက်မှာကာတွန်းနဲ့တရုပ်ဖော်ထားပါတယ်ဘာနဲ့တူတုံးဆိုတော့နမိတ်ကြီး3ပါးပုံနဲ့တူပါတယ်သူအိုရဲ့သူနာရဲ့သူသေးကနီးရဲ့ဘယ်ဟာကိုပုံမှန်လည်းမသိပါဘူးဆရာအတ္တကျော်ကိုကျွန်တော်သိတဲ့ဘောကြတာပဲစုဒိုနင်းဆိုပြီးတော့သူစာရီရေးတော့ကလည်းကျွန်တော်သူ့ကိုမမြင်ဘူးမသိဘူးသူ့စာရီကျွန်တော်ဖတ်ပြီးတော့သဘောကျတယ်နော်အတ္တကျော်ဆိုပြီးရေးတော့လေကျွန်တော်သူ့ကိုမသိဘူးသူ့စာရီဖတ်ပြီးတော့သဘောကျတယ်ဘာလို့သဘောကျတာတုံးဆိုတော့ဒီလူအတော်လွတ်လပ်တဲ့လူပဲလို့စိတ်နေစိတ်ထားလွတ်လပ်ဘောင်ထဲမှာသူမရှိဘူးဘောင်ထဲမှာသူနေကိုနေတတ်မှာမဟုတ်ဘူးကြည့်ရတဲ့ဘောင်ဘောင်ဆိုတာကသမယောကြသတ်မှတ်ထားတဲ့စီးတွေကန်းနေဘောင်နေကလနာတွေရှိတယ်ဟောပြောပွဲဆိုရင်စာရေးဆရာကမြမယဉ်ကျေးမှုထိမ့်သိမ့်ပြီးတော့တိုက်ပုံကလေးပါလေးဝတ်သွားရတကယ်တော့အိုက်တယ်ဗျကျွန်တော်လည်းမဝတ်ချင်ဘူးကျွန်တော်တို့အဲ့ဘောင်နဲ့နေတာကျင်သားကြအိုက်လည်းပေဝတ် तू ကမဝတ်ဘူးဘယ်မှာကျွန်တော်ပူသဘောကျသွားတော့ဆိုရင်သူနဲ့ကျွန်တော်နဲ့ရန်ကုန်မှာတူတူနေပြီးတော့စတင်တွေ့ရှိမိတ်ဆက်ရတာကဗိတ်မြို့မှာဗျဗိတ်မှာကျွန်တော်ကဟောပြောဝဲသွားတော့သူကလည်းသူ့ရဲ့လုပ်ငန်းတစ်ခုပေါ့နိုင်ငံသားအတက်လုပ်ငန်းတစ်ခုကိုလုပ်ဖို့သွားရင်းနဲ့တဲတဲ့ဟိုတယ်ကတူတူပဲဟိုတယ်တစ်ခုထဲမှာတဲနော်စပွန်ဆာလုပ်တဲ့လူကလည်းတယောက်တည်းပဲညကျကျွန်တော်တို့ကိုဟိုတယ်တစ်ခုမှာထမင်းကျွေးမယ်လို့တော့ကျွန်တော်လာမေးတယ်အတ္တကျော်လည်းဒီဟိုတယ်မှာရောက်နေပါတယ်တဲ့ထမင်းတူတူကျွေးရင်ရမလားအတူစားလို့ဖြစ်ပါသလားတဲ့ဟောဖြစ်ပါတယ်လို့ခေါ်လာတဲ့ခါကျတော့ကျွန်တော်တို့စားတဲ့ဆိုင်မှာကာရာအိုကေဆိုတော်တွေလည်းရှိပါတယ်သူတချင်းဆိုတယ်ဟာတိတ်ကောင်းတာပဲအဆိုကောင်းမြိုင်လို့ချင်းကောင်းဆိုရက်ကောင်းတယ်မှဟိုပရိုပေါ့နော်ကျေးစားလောက်လူကိုဆိုတတ်တယ်
အဲ့ဒီညတဲ့ကသူနဲ့ကျွန်တော်နဲ့ခင်မင်ရင်းနှီးသွားတယ်နောက်တော့ကျွန်တော်တို့ရန်ကုန်မှာအသက်50ကျော်စာရေးဆရာတွေကိုမြတ်ခိုင်တို့လောက်တာပေါ့တချင်းဆိုပြိုင်ပွဲဆိုပြီးတော့လောက်တယ်လောက်တော့ကျွန်တော်လည်းသူတို့အတင်းပါခိုင်းပါလေပါတဲ့ကျွန်တော်ကမေးပါတယ်ပါတဲ့လူတိုင်းကိုငွေ1000ပေးမလားလို့မြတ်ခိုင်ကပေးမယ်လို့ပြောတယ်ပေးရင်ပါမယ်လို့ဒါသိကြတယ်လေ1000ကတော့ရပြီကောင်းမကောင်းအဲ့ဒီမှာစီကံချက်တွေရှိတယ်အဲ့ဒီစီကံချက်တွေထဲမှာပရိသတ်အားပေးမှုရရင်10မှတ်ပန်းကုန်းတွေပါလာစွတ်တဲ့လူတွေများရင်ပေါ့10မှတ်အဲ့တော့လူတွေကကိုယ့်လူတွေကိုခေါ်လာကြပါတယ်ဝိုင်းစွတ်ကြတာပါပဲအဲ့လိုလုပ်ကြတယ်ဗျနောက်တစ်ခါဝတ်စားဆင်ရင်မှုဒါလည်း10မှတ်ကျွန်တော်တို့တတ်တရကလေးတွေစူးစမ်းဝေးရတယ်အဲ့ဒီမှာအတ္တကျော်ပါတယ်ရှင်းဆိုတာပါတယ်ပါတော့ဒီလူဆိုကောင်းပဲကျွန်တော်သိသူဆိုတဲ့တခြင်းဘောနော်စင်မော်တက်သွားတယ်ကွာကျွန်တော်သူ့သဘောကျသွားပြီသူကကျဲအင်ကြီးကျဲသီးတွေကိုအကုန်ဖြုတ်ထားတယ်ဒါကျွန်တော်ဝင်းတာသွားတယ်အ ਨੇ ဆုံးတော့ပြိုင်ဘက်တယောက်ယော့သွားပြီအဲ့တော့ဝတ်စားစီရင်မှုသေသေးသက်ရှိရမယ်စီကံနဲ့သူပြုတ်သွားပြီနောက်တစ်ခါသချင်းဆိုတဲ့ခါကျတော့ခေဟောင်းသချင်းတစ်ပုဒ်ပြကျွန်တော်သချင်းကိုမမှတ်မိတော့ပါဘူးကောင်းပါလေသချင်းအဲ့ဒီသချင်းကိုသူကဒီလူသိတာပဲဗျအင်္ဂလိပ်သချင်းကိုဘာသာပြန်ထားတာအဲ့တော့ तू ကဒီသချင်းကိုဆိုပါမယ်ဆိုမြန်မာလူဆိုလိုက်တယ်တီးတဲ့ကောင်ကလိုက်တီးပေးတယ်ဒုတိယအကြော့ပြန်ဆိုတဲ့အခါအဲ့ဒါကိုအင်္ဂလိပ်လူဆိုတယ်ဗျမြန်မာလူမဟုတ်ဘူးပိုသေးချာသွားပြီပြိုင်ဘက်ကထပ်ရော့သွားပြန်ပြီသူဘယ်လို့မှမရနိုင်တော့ပါဘူးအဲ့တော့သို့သောအင်္ဂလိပ်လူဆိုတာလေကောင်းနေဗျာမြန်မာလူနောက်တစ်ပိုက်ကိုကူးသွားမြန်မာလူဆိုလိုက်အင်္ဂလိပ်လိုပြန်ကောက်လိုက်သူပြိုင်ပွဲဝင်နေတာနဲ့မတူပါဘူးသူလှုပ်ချင်တာကိုလှုပ်ချင်တယ်လို့လှုပ်အဲ့ဒီစုကတသိန်းပေးမှာဗျအဲ့ဒီတသိန်းဆိုတဲ့စုရချင်းမရချင်းဆိုတဲ့ကိစ္စသူကောင်းနေမှာဘာမှမရှိဘူးအဲ့ဒါတွေဟာအသေးဖွဲပဲကျွန်တော်အောက်ကနေထိုင်ကြည့်နေတယ်ဟာတော်တဲ့လူပဲသူ့ကိုဘောင်ခတ်ထားလို့မရဘူးသူဝင်တော့ပြိုင်တယ်လေပြိုင်ဆိုသူပြိုင်မယ်ဆူရဖို့မရဖို့သူကောင်းနေမှာမရှိဘူးကျွန်တော်တို့ကပြိုင်ဆိုပြိုင်တယ်ဆူကလည်းရခြင်းသေးတယ်လူချင်းမတူဘဲနဲ့ကြွာချတယ်ကျွန်တော်သူ့ကိုအားကြတယ်သို့တော့သူ့လိုမလုံနိုင်ဘူးအားကြခြင်းကတစ်မျိုးမလုံနိုင်တာကတစ်မျိုးဟလားအဲ့လိုတွေရှိတာပေါ့ရောမလို့ကျွန်တော်ချစ်ခင်တဲ့သဘောကျတယ်အထက်မှာအတ္တကျော်ပါလွတ်လပ်တယ်ဗျာဟောသွားတာခုနဘလောက်ကျွန်တော်အဲ့လိုဟောတာသူနဲ့တာပထမဆုံးတူဟောဘူးတဲ့ပွဲပဲကျွန်တော်နားထောင်နေကျွန်တော်တို့စာရေးဆရာကြီးလိုက်ဟောပြောဝဲဟောနေတာဒီလွန်ခဲ့တဲ့နှစ်3-4ဆရာစပြီးတော့ကျွန်တော်100လောက်တူဟောဘူးပါတယ်သူလိုဟောတာတယောက်မှမတွေ့ဘူးပါဘူးဒါနီးစနစ်အသစ်ပါပဲနီးပညာအသစ်ပါပဲအဲ့တော့လေးစားပါတယ်သဘောကျပါတယ်လို့ဆိုတော့ကိုသူ့လို့မလုပ်ရတာလဲကိုရဲ့အာဏာချက်ပါပဲလို့ကျွန်တော်ကစာပတ်ရှင်မြင့်တင်ရေးဆိုတော့အရင်ဆုံးတော့သူပြောခြင်းနဲ့ပြစ်မှတ်ကိုထိတယ်နော်တူပဲပြောတာအများကြီးမပြောဘူးကျွန်တော်ပြောဘာဖြစ်လို့တူပြောတာတုံးဆိုအများကြီးပြောရင်နားထဲမရောက်မှဆိုလို့ပါတဲ့နည်းနည်းလေးပဲပြောခဲ့တယ်ဒါသူ့ရည်ချက်ပြစ်မှတ်ထိစေခြင်းနဲ့စာဖတ်ပါလို့ပြောရမှာပဲကျွန်တော်ကရိုးပြောတာသူကတော့ခင်ဗျားတို့မှတ်မိသွားအောင်သေးပေါက်တဲ့တော်ကြီးနဲ့ပြောသွားတာမျက်စိတွေကိုပုံနေပါရီပေါ်လို့စွဲမြဲတယ်ဆိုအဲ့ဒါမျိုးကိုပြောတာကျွန်တော်ကတော့ရိုးပဲပြောမှာပါစာဖတ်ပါလို့ပြောချင်တယ်
စာဖတ်ရင်ကောင်းကျိုးဧကံရှိတယ်ကျွန်တော်လူမျိုးပေါက်လောက်မှာခုနှစ်တန်းရှစ်တန်းလောက်ရှိမှထင်ပါတယ်ကျွန်တော်ဦးလေးဖတ်တဲ့စာအုပ်သွားတွေ့သူ့အိယာဘေးကစပွဲပေါ်မှာရှိအမျိုးသမီးပုံမှာမလုံမလဲပုံမှာကျွန်တော်အဲ့ဒီစာအုပ်ကိုဖတ်ချင်ပါတယ်ကိုယ်ကလည်းလူပြိုပေါက်ဆိုတော့စိတ်ဝင်စားပါတယ်ဦးလေးကိုသွားပြောရင်လေနရင်အရိုက်ခံရမှသိကြတယ်မပြောဘဲနဲ့အသာလေးတိတ်တိတ်ယူဖတ်ရင်ပူပြက်ကကြီးမယ်ကျွန်တော်မနေနိုင်ဘူးဗျာဖတ်ချင်တော့အကြီးတော့ရိုက်ချင်လည်းရိုက်ပါစေတော့ဦးလေးကိုသွားပြောတယ်ဦးလေးလို့အဲ့ဒီစာအုပ်ကလေးကျွန်တော်ဖတ်ချင်တယ်အဲ့လိုလည်းပြောလိုက်အောင်ကျွန်တော်ထင်တာနဲ့ပြောင်းပြန်ဦးလေးကဟာအတော်ပဲတဲ့ငါဒီစာအုပ်မင်းကိုဖတ်ခိုင်းမလို့ကွာအဲ့တော့မင်းကလာတောင်းဆိုတော့ဟန်ကြလိုက်လေကွာရော့ငါတူဖတ်အစာဆုံးဖတ်ဘသူရေးတဲ့စာအုပ်တုံးဆိုစာရေးဆရာကြီးဦးသိန်းဖေမြင့်ရေးတဲ့စာအုပ်ပါစာအုပ်နာမည်ကတက်ခေနှစ်ဆိုးတဲ့ဒီကိုခန္ဓာနဲ့ယဉ်ပြီးတော့စီးပွားရှာတဲ့မိန်းမတွေအကြောင်းအဲ့ဒီလိုမျိုးသမီးတွေနဲ့ပျော်ပါတဲ့သူတွေရဲ့အကြောင်းရေးတာဝတ္ထုကအမတန်ကောင်းနေဗျာဆရာဦးသိန်းဖေမြင့်ကလည်းစာရေးကောင်းလိုက်ကျွန်တော်ရှစ်ခိုးပါတယ်ဆရာဒီစာတစ်ပုဒ်ထဲနဲ့ဦးသိန်းဖေမြင့်တန်လိုက်တာစာပေတာဝန်ကြေလိုက်တာကျွန်တော်ကာလာသားလူမျိုးပေါက်စအဲ့ဒီစာအုပ်ကိုဖတ်ပြီးတော့ဒီမကောင်းတဲ့မျိုးသမီးတွေနဲ့ငွေပေးပြီးတော့ဆက်ဆံရမှာကြောက်လိုက်တာကြောက်အောင်ဆရာကကြေကွဲအောင်ကြောက်အောင်ရေးထားတယ်နောက်ဆုံးယောဂါတွေရပြီးတော့လူကနူတယ်လို့ဖြစ်မျက်စိကွဲကြောရိုးတဲ့ကိုကလာသာယောဂပူရောက်ကြောရိုးကျိုးဒုက္ခိတဘဝဖြစ်ပြီးတဲ့ခါကျတော့ဒီသူချစ်သူကောင်မလေးရှိတယ်အဲ့ဒီကောင်မလေးနဲ့လက်ထပ်ဖို့ကိစ္စတွေလည်းအကုန်ပြက်ပြီးတော့ဝန်းနေခြေကွဲစရာဘွားကြီးပါပဲအဲ့ဒီမှာဆရာကစာရေးကောင်းတဲ့ခါကျတော့ချို့အသိပညာပေးတယ်ဆိုပြီးတော့ရသမှာအားပြတ်သွားတယ်ပညာပေးတွေစွတ်များတဲ့ခါကျတော့ရသကအားမကောင်းတော့ဘူးအဲ့ဒီခါမှာကျွန်တော်တို့နှလုံးသားကိုမထိခိုက်ဘူးမစွဲမြဲဘူးပေါ့ဆရာကတော်တဲ့ခါကျတော့ပညာပေးတွေမရေးဘူးတကယ်ရသထဲမှာအဲ့ဒီပညာကပါသွားတယ်ဒီကလာသားယောဂဘူးကျွန်တော်တို့ကိုခန္ဓာထဲကိုဝင်သွားပြီဆိုရင်ကျွန်တော်တို့ကဆေးတွေတောက်တာပေါ့ပျောက်ပြီလို့ထင်မှမပျောက်ဖဲနဲ့သွေးထဲမှာကြံနေတယ်လူပြိုဘွားတော်ကဒီယောဂရနောက်ပျောက်အိမ်တောင်ပြုတ်တဲ့ခါကျတော့ကိုမိမကိုဒီယောဂကူးတယ်မသိဘူးကလေးလေးမွေးလာတဲ့ခါကျတော့မျက်မမြင်လေးမွေးတယ်အားကောင်အယိုးမပါတဲ့ကလေးမွေးတယ်အဲ့ဓာတွေကိုဗျာဆရာကဝတ္ထုထဲမှာကျွဲကူးရေပါပြောတတ်လိုက်တာကျွန်တော်အဲ့ဒါလဲဖတ်ပြီးရောအဘဝမလုံမလဲကိုကြည်ကျင်စိတ်လည်းမရှိတော့ပါဘူးအဲ့ဒီလိုဟာတွေနဲ့ကဲကျင်စိတ်လည်းမရှိတော့ပါဘူးစာချစ်သူများကိုအမှန်တိုင်းဝန်ခံရရင်ကျွန်တော်အဲ့ဒီဟာကင်းရှင်းအောင်နေခဲ့နိုင်တယ်ဘာဖြစ်လို့တော့ကိုအိမ်အောင်ကြရင်ကိုချစ်လို့ယူထားတဲ့မိန်းမဘူးမသိဘာမသိဒီယောဂကူတော့မယ်အဲ့ဒီပူဆိုးတာကကိုမွေးတဲ့ကလေးကိုရဲ့မလိမ္မာမှုနဲ့ကာလာသားယောဂဆစ်ဖလစ်ယောဂပါလာတော့မယ်ကျွန်တော်ကောင်းငွေသာသမီကိုမပေးနိုင်ဘူးရှက်ဖို့ကောင်းလိုက်တာအဲ့လိုတွေးမိတဲ့အတွက်ဒါကိုရှောင်ကျဉ်နိုင်ခဲ့ပါတယ်အိမ်တော်ပြုတ်တဲ့ခါမှာတတ္တိရှိပါတယ်ငါအကြောင်းတော့မင်းမညစ်နွမ်းစေရဘူးငါသာသမီယောဂဆိုမပါစေရဘူးကြည့်ပါဦးသိန်းဖေမြင့်ရေးတဲ့စာကလေးတအုပ်ကိုဖတ်ရတာကျွန်တော်လူတွေဘယ်နှယောက်ရှိမလဲမသိဘူးကျွန်တော်ကိုယ်တိုင်တော့ကောင်းစွာဘဝကိုနေထိုင်တတ်စေခဲ့ပါလေစာပေကျေးဇူးကြည်ပါတယ်ဆရာဦးသိန်းဖေမြင့်ကျေးဇူးကြည်ပါတယ်
နောက်တစ်ခါတော့အဲ့လိုပဲဗျကျွန်တော်ဖတ်ရင်းနဲ့ဒီသိထားတာလေးပေါ့တနေ့မှာကျွန်တော်မိသားစုနဲ့တနင်္ဂနွေနေ့ဆိုရင်ကျွန်တော်တို့ထမင်းစားရတာပြောပါတယ်ကျွန်တော်ကလည်းဝန်တန်းကျွန်တော်ဇနီးကလည်းကျောင်းဆရာမကျွန်တော်တို့အတူတူထမင်းစားရတဲ့အချိန်နဲပါတယ်တနင်္ဂနွေနေ့ကြလို့ရှိရင်ဖြင့်သူလည်းကျောင်းပိတ်ကျွန်တော်လည်းယုံပိတ်ကျွန်တော်သားလေးနဲ့သမီးလေးလည်းကျောင်းပိတ်မိသားစု၄ယောက်ထမင်းလက်ဆောင်စားရတယ်အဲ့လိုနေ့လေးတွေကမမေ့နိုင်တဲ့နေ့တွေပါပဲစကားသမီးတွေပြောပေါ့ပြောကြကျွန်တော်သားကကျွန်တော်ပြောနေတာကိုလူပြောတယ်လူပြောရင်းနဲ့ဒီကောင်မျက်လုံးပြူသွားတယ်မျက်လုံးပြူပြီးတော့ငြိမ်ပြီးတော့မချိမဆန့်ဝေဒနာခံစားနေရတယ်ကျွန်တော်သိတာပေါ့လေမျက်နှာချင်းဆိုင်မယ်နှကန်းနေပြလာပြီကျွန်တော်မိမလည်းသိသွားတယ်ဟဲ့လှုပ်ပါဦးသားဘာဖြစ်လို့မသိသားနဲ့လှမ်းခေါ်တယ်မလှုပ်နိုင်မျက်လုံးပြူးနေတယ်ကျွန်တော်ချက်ချင်းထိုင်းနေရတယ်ဒီကောက်နောက်ကိုပြေးထသွားလိုက်ပါတယ်ပြေးထသွားလိုက်ပြီးတော့ဒီကောက်ရဲ့အရှိုက်နေရာကိုမိအောင်နောက်ကနေလက်နဲ့ဖက်နဲ့တိုင်းဖက်လိုက်ပါတယ်ဖက်လိုက်ပြီးတာနဲ့ရုတ်တရက်အင်္ဂနနေအောင်ဆွဲညစ်ပလိုက်ပါတယ်ဒီကောက်အသက်ရှူတဲ့လမ်းကြောင်းထဲကိုဝင်သွားတဲ့ထမင်းလုံးကြီး fruit နဲ့ထွက်သွားတယ်အဲ့တော့မှဟာဖေဟာဒါတော့သေပြီးအောင်မေးတာအသက်ရှူလို့မရတော့ဘူးကျွန်တော်ဖတ်တဲ့စာတစ်ပုဒ်ထဲမှာအဲ့ဒါကလေးကိုအမှတ်မထင်တွေ့ထားခဲ့လို့ကျွန်တော်တို့မိသားစုဘဝကြေကွဲเสียဖြစ်သွားနိုင်ပါလေကြည့်ပါတဲ့စာလေးတွေအတူထွာလေးတွေဖတ်မိတာတောင်မှတစ်ချိန်ချိန်တနေရာမှာကောင်းကျိုးရှိပါတယ်စာတွေများဖတ်မိလေကောင်းကျိုးတွေအများကြီးရလေပါပဲဒါကြောင့်မို့လို့တိုးတက်တဲ့နိုင်ငံတွေကစာတွေကိုတားဖတ်နေကြတယ်ဒီသတင်းစာကိုပဲမနေ့သတင်းစာညနေသတင်းစာအချိန်မတူတဲ့အခါမှာပြောင်းလဲတဲ့သတင်းကိုမနေ့ကသတင်းစာလည်းဖတ်ညနေသတင်းစာလည်းဖတ်ဒီသတင်းစာနဲ့ဟိုသတင်းစာနဲ့မတူရင်လည်းသတင်းစာစုံဖတ်ဟိုမိသားဆောင်ရင်လည်းစာဖတ်နေကြပါတယ်အစည်းအဝေးဆောင်ရင်လည်းစာဖတ်နေကြပါတယ်ချစ်သူနဲ့ချိန်ထားလို့မလာနိုင်သေးရင်လည်းစာဖတ်ပြီးတော့စောင့်နေကြပါတယ်အကုသိုလ်ဒေါမနတတွေမဖြစ်တော့ပါဘူးယထာကလည်းမလာနိုင်ဘူးကာကိုဆဲခြင်းလို့အဲ့လိုဒေါမနတတွေလည်းမဖြစ်တော့ပါဘူးလာပြီဆိုတော့စောက်ကလေးပိတ်ဘေးထဲကိုထက်တက်လိုက်သွားပေါ့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ချိန်တွေမဆုံးရှုံးလိုက်ပါဘူးအလကားမဖြစ်လိုက်ပါဘူးအဲ့တော့စာတို့ကိုဖတ်ပါလို့ပြောချင်ပါတယ်ကျွန်တော်ကစာဖတ်လို့ကျွန်တော်လည်းပဲဒီလိုဘဝအချိန်ကြီးရောက်ပါတယ်ကျွန်တော်ငယ်ငယ်တုန်းကအင်မတန်သိငယ်စိတ်ရှိပါတယ်လူညံ့ပါပဲသိငယ်လူကညံ့သွားပြီးသားအောင်ပြီးတော့သိငယ်စရာတွေကလည်းလူတွေမှာမျိုးမျိုးရှိပါတယ်အဖေမရှိရင်လည်းသိငယ်တယ်အမေမရှိရင်လည်းသိငယ်အဖေရောမေရောနှစ်ယောက်စလုံးမရှိတော့မိဘမဲ့ပိုးသိငယ်တာပေါ့အဖေနဲ့မေအိမ်အောင်ကွဲသွားရင်လည်းကလေးစိတ်ထဲမှာအားငယ်တယ်သိငယ်တယ်မိဘဆင်းရဲရင်လည်းသိငယ်တယ်ကျွန်တော်တို့မှာသိငယ်စရာအကြောင်းတွေအများကြီးပဲအဲ့ဒီသိငယ်စရာအကြောင်းတစ်ခုခုကြောင့်သိငယ်နေကျွန်တော်တို့နာပြီတချို့များမဆင်းရဲတော့မဆင်းရဲပါဘူးနှစ်ထပ်အိမ်နဲ့ဒါပေမဲ့လို့ဘေးကတိုက်ကြီးနှစ်ခုရဲ့ကြားထဲရောက်နေတော့အဲ့ဘေးကတိုက်နှစ်ခုမော့ကြည့်ပြီးဒီကောင်နှစ်ထပ်အိမ်နဲ့သိငယ်နေတဲ့ကောင်လည်းရှိသေးတယ်အဲ့တော့သိငယ်ပြီဆိုရင်လူကပျော့ညံ့သွားတယ်အယိုးပြော့ယောဂရတယ်လို့ပဲခွေခောက်သွားတယ်သိငယ်ချင်းနဲ့အတူတူလွမ်းတယ်လို့ဆွေးတယ်လို့ဝမ်းနေတယ်လို့စိတ်ကပျော့သွားတဲ့အတွက်လူပါပျော့ညံ့သွားပါလေသိငယ်ချင်းဆိုတာအဲ့လောက်ကြောက်ဖို့ကောင်းပါလေကျွန်တော်ငယ်ငယ်တုန်းကသိငယ်စိတ်ကြီးရှိခဲ့ဘူးပါလေရှိသိငယ်စရာအကြောင်းလည်းရှိလို့ပေါ့ကျွန်တော်ရွာကလေးကစင်နိုင်ဆိုတဲ့မြို့ကလေးကမြို့သေးသေးပါပဲမြို့နယ်မြို့
အဲ့ဒီမြို့ကလေးနဲ့6မိုင်ဝေးတဲ့နေရာမှာကျွန်တော်ရွာကလေးရှိပါတယ်ရွာနာမည်ကဝန်းသူတဲ့ဒီလယ်သမားရွာကလေးပါပဲတရွာလုံးလယ်သမားကြီးပဲကျွန်တော်အဖေလည်းလယ်သမားပဲကိုယ်ပိုင်လယ်ကလေးရှိလို့ကျွန်တော်တို့သမင်းနဲ့မှစားရပါတယ်လယ်သမားကစဘာထွက်တယ်ဗျာပဲရတယ်နှမ်းထွက်တော့စီရတာပေါ့သမင်းစားဖို့တော့မပူရပါဘူးကျွန်တော်9နှစ်အရွယ်ရှိတော့အဖေကွယ်လွန်သွားပါတယ်အမေ24နှစ်မှာမုတ်ဆိုးမှဖြစ်တယ်မလုဒ္ဒမကိုင်တဲ့လေယာစီးပွားကလေးအမေလက်ထက်မှာပြက်သွားကျွန်တော်တို့ဆင်းရဲသွားကျွန်တော်ကိုဖေကြီးနဲ့မေကြီးကခေါ်ယူပြီးတော့မွေးစားပါတယ်စဉ်းစားကြည့်ပါ9နှစ်သားမှာဖေကွယ်လွန်တော့အားငယ်တာပေါ့ဖေကြီးမေကြီးနဲ့နေရတော့လေစိတ်ထဲမှာတိမ်ငယ်စိတ်ရှိပါတယ်ဒါအဖေကြီးကတော့အဲ့ဒီရွာကလေးမှာမဆိုးပါဘူးသူတယောက်ပဲဒီရွာလေးမှာလယ်သမားမဟုတ်တာဖေကြီးကအဲ့ဒီရွာကလေးမှာမူလာရန်ကျောင်းအုပ်ပါပဲသို့သောမူလာရန်ကျောင်းအုပ်ဆိုလို့သူ့မှာလက်ထောက်ကတော့တယောက်မှမရှိပါဘူးသူ့ဘာသာတယောက်တည်းအုပ်နေရတဲ့ကျောင်းမှာပဲဖေကြီးကျောင်းကလေးကလည်းကျင်းချင်းလေးပါပဲဗျာဒီစတိတ်ကုံတချမ်းလောက်ပဲရှိပါတယ်ဟိုနားမှာကလေး20လောက်သူငယ်ရန်ကြီးသင်မုံကြီးတစ်ချက်နဲ့သင်မုံကြီးဆိုတာလဲကောင်းကောင်းကန်ကန်မဟုတ်ပါဘူးသူ့ပြားပေါင်ကိုထားတာပါပဲအဖြစ်ပဲတငယ်ရန်လေးပြီးတော့ဒီနားမှာတငယ်ရန်ကြီးကလေး18ယောက်လောက်သင်မုံကြီးတစ်ချက်နဲ့ဒီနားမှာ16ယောက်လောက်ရှိတယ်ဒီဘက်နားမှာကျတော့ဒုတိယရန်14ယောက်လောက်ရှိတယ်ဒီဘက်နားမှာကျတော့တတိယရန်6ယောက်လောက်ရှိတော့တယ်ဟိုဘက်မှာ4ရန်2ယောက်လောက်ပဲရှိတော့တယ်ကျွန်တော်တို့ကျောင်းကလေးမှာတငယ်ရန်လေးမှာလူအများဆုံးပါပဲ4ရန်ရောက်ရင်ကျောင်းသားမရှိသလောက်နည်းသွားတယ်ဘာဖြစ်တာတော့ဆိုတော့ကျွန်တော်တို့ရွာလယ်သမားတွေကဒုတိယရန်လို့အောင်လို့သေစာရှင်စာဖတ်တိုင်တော်ရောပေါ်ကျောင်းထုတ်သွားကြကျွဲကျောင်းခိုင်းနွားကျောင်းခိုင်းကျွန်တော်တငယ်ချင်းတွေညံကောင်းမာရဲ့နဲ့ကျွဲကျောင်းနွားကျောင်းလဲကူလီလဲလူသားဘဝရောက်သွားကြပါတယ်အဲ့ဒီကျောင်းကလေးမှာတရန်းနဲ့ဘာမှကာထားတာမရှိပါဘူးကာလို့လည်းပဲဖြစ်မလဲဆရာကတယောက်တည်းရှိတယ်ခလေကောင်ကထိုင်ကြည့်ရင်အတန်းအားလုံးအုပ်ချုပ်ပြီးသားဖြစ်တယ်သို့တော်ဖေကြီးကပထမရန်ကိုသွားစာပြနေဒီ4ရန်ကောင်နေကြောက်တင်မုံနဲ့ခုတ်ကုန်ကြပြီရံပွဲချတယ်ဖေကြီးက4ရန်ကိုပြေးပြီးတော့စူပြောရံပွဲဖြင်းနေတော့ဒုတိယရန်ကောင်နေနှပန်းချပြန်ပြီဒုတိယရန်ပြေးရပြန်ပြီအဖေကြီးခမညာစာတင်ရတာကနည်းနည်းရံပွဲဖြင်းရတာကများဒီเจ้าမှာကျွန်တော်ကမူလာရန်ပညာသင်ရတယ်အဲ့ဒီเจ้าကလေးမှာကျွန်တော်သိကြိုက်တာတခုရှိပါတယ်ဘာလဲဆိုတော့စာမေးပွဲလုံးဝမရှိပါဘူး။အိုးသိဟန်ကြတာပါပဲ။အမေရိကန်တို့ဘာတို့မှာစာမေးပွဲစစ်တာမရှိဘူးတန်းတင်ပေးတယ်တဲ့။ကျွန်တော်တို့ရွာကြောင်ကလေးကလည်းခင်မီတိုးတက်ပါတယ်။စာမေးပွဲမရှိဘူး။အဲ့တော့ဒီပထမဆန်းတို့ဒုတိယဆန်းတို့မရှိဘူး။အတန်းတင်စာမေးပွဲကြီးဒါလည်းမရှိပါဘူး။အဲ့တော့နွေရာသီသူများเจ้าနေပြင်ကျွန်တော်တို့เจ้าလက်ခတ်တီနဲ့ပိတ်ချလိုက်တာပါပဲစာမေးပွဲတွေပြီးသွားတဲ့သဘောပါပဲကျောင်းပြန်ဖွင့်တဲ့ခါကျတော့ဖေကြီးကဟိုပရင်းမောင်နာကကောင်းနေဒီစပွဲနာကိုရွှေ့လိုက်ဒါတန်းတက်သွားတာပါပဲဒီစပွဲနာကကောင်းနေကောင်းရင်ပေါက်ကိုသွားလိုက်4ရန်ရောက်သွားတာပါပဲဟိုတယောက်မှလည်းမကြပါဘူးဘယ်ကြမလဲဖြေမှမဖြေရတာပဲအေးမင်းเจ้าနာဆက်တဲ့နေအတန်းကတော့မှန်အောင်နေမှာပဲဟိုရော့သွားတာတော့မတတ်နိုင်ဘူးအဲ့လိုနည်းနဲ့ဗျာကျွန်တော်က4ရန်ရောက်သွားတယ်ကျွန်တော်4ရန်ရောက်တဲ့နှစ်ကျတော့ဖေကြီးက
စာမေးပွဲဖြေရမယ်၄တန်းစာမေးပွဲဖြေရမယ်အော်တစ်သက်လုံးမဖြေဘူးတဲ့စာမေးပွဲဘယ်လိုဖြေရမှန်းလည်းမသိအဲ့ဒီနေ့ကြတော့မှဗျာဖြစ်ပုံ၄တန်းကဘုတ်စစ်စာမေးပွဲတဲ့ကိုရွာကိုเจ้าဖြေလို့မရဘူးမြို့เจ้าသွားဖြေရမယ်ဟာကိုဆိုးနေပါပြီအဲ့ဒီနေ့ကကျွန်တော်တို့เจ้าမှာ၄တန်းเจ้าသားကလည်းများများဆဆပါပဲကျွန်တော်တယောက်တည်းရှိအဲ့ဖေကြီးကဖြေဆိုတော့လေဖေကြီးကြောက်တော့သွားဖြေရတာပေါ့ဖြေလိုက်တော့လေအောင်သွားပါလေဗျအဲ့ဒီနှစ်ကကျွန်တော်တို့เจ้าရဲ့၄တန်းအောင်ချက်ကတော့ရာနှုံးပြေးပါပဲတယောက်တည်းဖြေတာတယောက်တည်းအောင်တော့ရာနှုံးပြေးပေါ့ကျွန်တော်ကြရင်လေရာနှုံးပြေးကြမှာပဲဗျစင်ငိုင်မြို့ပေါ်ထက်တန်းเจ้าကနာမည်ကြီးသူက54ယောက်သွင်းတာ50အောင်နဲ့4ယောက်ကြတယ်ကျွန်တော်တို့เจ้าရဲ့အောင်ချက်ကိုမမီပါဘူးသူအဖေကြီးသဘောကျသွားမင်းမြို့เจ้าဆက်တယ်ရမင်းကျွန်တော်အရင်မြို့เจ้าသွားတက်တာတယောက်မှမရှိပါဘူးဘယ်ရှိမလဲဗျာ6မိုင်ဆိုတော့သွားပြန်12မိုင်ဝေးတယ်ဆက်ဘိန်းကလေးဝယ်ပေးရလက်သမားတွေကဝယ်မပေးနိုင်ပါဘူးအဲ့ဒီတုန်းကလက်သမားပြောတာအခုတော့ဆိုင်ကယ်တွေမနေဆောင်နေရတယ်ကွန်ဆေးတွေပါကောင်းတာကိုအဲ့တော့အဖေကြီးကတော့သူ့မြီးကိုစားတတ်စေခြင်းနဲ့တဲ့ကျောင်းဆရာကိုဝယ်ပေးမယ်တဲ့ဘိန်းသူကျွန်တော်ကမကောင်းပါဘူးကျွန်တော်၄တန်းအောင်တဲ့နှစ်မှာအဖေကြီးကအငိမ့်စားယူရတယ်အဲ့ဒီတုန်းက55နှစ်ဆိုရင်ပင်စင်ယူရတဲ့ကာလပြအဲ့ဒါနဲ့ဖေရလာကမရတော့သူ့မှာရခင်ကရှိထားတဲ့ငွေကလေးနဲပါအဲ့ဒီငွေကလေးရှိစုမဲစုနဲ့ဘိန်းတစ်စင်းလိုက်ရှာငွေအားကနဲတော့ရလာတဲ့ဘိန်းကလေးကအတော်အိုပါတယ်ဘလောက်မြန်အိုတော့ဆိုရင်အဲ့ဒီသက်ရွယ်ကနေခုလောက်ကြီးတဲ့အထိအဲ့ဒီဘိန်းလောက်အိုတာကျွန်တော်တခါမှမတွေ့ဘူးတော့ပါကျွန်တော်ဘိန်းလေးတစ်ခုလုံးမှာအယောင်လက်တနေရာမှမရှိဘူးလက်ကင်မဲလေးပဲမဲမှာပေါ့တန်ကြီးတွေတက်နေတာပဲဂွေမဲပါတယ်စပုတ်တန်တစ်ချောင်းမကြံကုန်မဲပါတယ်အဲ့ဒီဘိန်းအိုလေးကိုဝယ်ပေးတဲ့ဖေကြီးရဲ့ကျေးဇူးကိုရိုးရိုးသေးသေးရှိခိုးကြော့ပါတယ်ဒီဘိန်းအိုကလေးကိုလည်းကျွန်တော်သိချစ်ပါတယ်လောက်ကြံပြောတာမဟုတ်ဘူးဗျကျွန်တော်မှတ်မိညအိယာဝင်တိုင်းတစ်ခါနန်းနေဗျအဲ့ဘိန်းကလေးကိုဘယ်နာနန်းတော့လက်ကင်ဆုံးကဝက်ဦးမဲလေးနန်းပါတယ်ဆောင်းတွင်းဆိုရင် तू ကအေးဆက်မာကြောပဲမကောင်းဘူးနန်းလို့မကောင်းလည်းကျွန်တော်ချစ်တော့နန်းပါတယ်နှုံတော့ရိုးတော့မနန်းတော့ပါဘူးဒီဘိန်းလေးကျွန်တော်ရွာထဲကိုစီးလို့ရှိရင်ရွာထဲကကလေးတွေဝိုင်းကြည့်ကြတယ်တရွာလုံးမှာဒီဒဇင်းရှိတာအခုအဲ့တော့သူတို့ကအံ့ဩတယ်အိုးဘိန်းကလေးနှစ်ဘိန်းကိုလက်ကင်ကလေးတစ်ခုတည်းနဲ့မလဲအောင်ထိန်ထားနိုင်တယ်တဲ့အံ့ဩလို့ကျွန်တော်ကလည်းလက်တစ်ဖက်တောင်လှုပ်ပြလိုက်သေးကြွားတာနှစ်ဖက်တော့မလွတ်ရဲဘူးဂျွန်းပြစ်သွားမယ်အဲ့တော့ကိုရွာတော့ကိုဘိန်းကလေးနဲ့ဟုတ်လို့စင်ငိုင်မြို့เจ้าကြတော့သူတို့ကဗျာလေးသားအောင်တဲ့သားသမီးတွေကိုလေးပင်ဟန်ပါပြီးမိဘတွေကအသစ်တွေဝယ်ပေးကြကျွန်တော်တို့ခေတ်တုန်းကလေးသားအောင်ရင်ကျေးလက်စိုက်ပျိုးရေးမန်နေဂျာကြီးအလုပ်ရတယ်9တန်းအောင်လို့ရှိရင်ကျောင်းဆရာလျှောက်လို့ရပြီစည်ရေးလျှောက်လို့ရတယ်အဲ့တော့လေးတန်းလောက်အောင်တဲ့ကလေးကိုမိဘတွေကပေးတာပေါ့ရလေးဘိန်းတို့ဟန်ပါဘိန်းတို့အသစ်တွေသူတို့ဘိန်းတွေကဗျာနေအောင်နဲ့စီးသွားရင်တပြောင်ပြောင်တလက်လက်နဲ့ကျွန်တော်ဘိန်းကတော့ဘာရောက်မှမထွက်ပါဘူးကျွန်တော်ကတော့ဆင်ပြေအောင်တွေးပါကောင်းတယ်လို့ငါဘိန်းကနေအောင်နဲ့စီးသွားရင်ဘသူမျက်စိမှဒုက္ခမပေးဘူးဘာရောက်မှမထွက်တာဘယ်လိုလုပ်ပေးမလဲဘိန်းချင်းရှင်တော့ကျွန်တော်ရှုံးအဝတ်စားချင်းရှင်တော့လေရှုံးတာပဲဘိန်းကအိုးလမ်းကကြမ်းတတိုင်းတိုင်းလဲရင်လည်းမသက်သာပါဘူးဂျွန်းပြစ်ကြဖုန်လေးကပေး
တစ်ချိန်လဲတော့ကျွန်တော်ခါတယ်နှစ်ချိန်လဲတော့လေခါသေးတယ်သုံးချိန်လဲတော့မခါရင်တော့ပါဘူးခါရင်လဲပြန်လဲအောင်ပါပဲခဏခဏခါရတာမောတယ်ကွာမြို့เจ้าကြမှာအားလုံးပေါင်းခါတော့မယ်အဲ့ဒီကြတော့လေဗျာချွေးနဲ့ဖုံးနဲ့ကတ်တော့အင်ကြီးလေးတွေကပေးလို့နွမ်းလို့သူတို့မျိုးပေါ်ចောင်းသားတွေကတော့ဗျာဘိန်းကကောင်းလန်းကကောင်းចောင်းနဲ့အိမ်ကနီးအင်ကြီးမီးဘူးကြဖြူဖွေးလွှတ်လို့အေးရောင်ချင်းဘယ်တူပါမလဲဗျာတကယ်တော့ပိဿချင်းတောင်မတူပါဘူးသူတို့ပိဿလေးတွေပိုကောင်းပါလေចောင်းစိမ်းချင်းတူရင်သူတို့လုံကြီးလေးတွေပိုစိမ့်ပါလေဟိုကျွန်တော်တမင်လိုက်ပြိုင်တာမဟုတ်ပါဘူးမသိမသာရှိုးလိုက်မြင်းနေရတာပါဗျဝတ်စားခြင်းလဲရှုံးမြန်ပြီမုံဘိုးကျွန်တော်ဖွားကတနေ့မှတမူးပဲပေးနိုင်တယ်အဲ့တုန်းကမူးခစ်မခစ်တမတ်ဆိုရင်ခေါက်ဆွဲတုပ်မုံဒီတုပ်လက်တုပ်စုံအကုန်စားလို့ရတမူးမကတ်နိုင်ဘူးဘာစားရတော့ကျွန်တော်တို့အညာဒေသဂျုံစီတွေကိုထညက်နဲ့ပြစ်နေအောင်ကြိုးအုံးသီးဆန်မုံလေးဖြူထားတမူးဖို့စားရင်ဘိုက်ကိုကားသွားတာပဲတနေ့လုံးမစားတော့ပါဘူးကျွန်တော်နေတိုင်းဂျုံယိုတစ်ခွက်တစ်ခွက်မှန်မှန်တီးရပါတယ်အသက်ကြီးလို့ခုကျမ်းမာရေးနဲ့အာဟာရအကြောင်းတွေဖတ်တော့အိုးကျွန်တော်ကျမ်းဖန်ကံကောင်းခဲ့တာကိုအဲ့ဒီဂျုံစီနဲ့ထညက်ကိုကြိုရတာတဲ့ကလေးရွယ်လူငယ်တယောက်ကိုတိုက်ရင်ခွန်အားဗလာဖြစ်စေတယ်တဲ့ကျွန်တော်အရာ6ပေရှိပါတယ်အဲ့ဒီဂျုံယိုတွေကျေးဇူးပါပဲဟိုလက်တော့စုံနေပါတယ်စားတဲ့ကောင်လေးဝန်းလျှောနိုင်ပါတယ်ကိုမစားနိုင်တော့လေအဲ့လိုပြောရတာပါပဲမုံဘိုးချင်းရှင်တော့လေကျွန်တော်ရှုံးနေဗျအဲ့ဒါဒီဆုံးရင်ဆုံးပါစေကွာကိစ္စမရှိပါဘူးစာကြမင်းရတာရင်ပြီးတာပဲစာကြတော့လေကျွန်တော်ရှုံးတာပါပဲရှုံးမှာပေါ့စာချစ်သူများစဉ်းစားကြည့်ပါအဖေကြီးเจ้าမှာအတန်း6တန်းရှိတာမှဆရာကတယောက်သေးသူတို့မျိုးပေါ်เจ้าမှာက4တန်းကဘုတ်စေတဲ့အရေးကြီးတယ်ကွာ6ဘာသာရှိရင်ဆရာမ6ယောက်သင်တာဗျသင်္ချာကျွမ်းတဲ့ဆရာမကသင်္ချာကိုအပြီးသင်တာပဲပုံပြောကောင်းတဲ့ဆရာမကမြန်မာစာနဲ့သမိုင်းကိုသင်တာဗျပုံဆွဲကောင်းတဲ့ဆရာမကပထဝီကိုသင်တာအိုးသူ့ဘာသာနဲ့သူအပြိုင်အဆိုင်အပိုင်အနိုင်သင်လိုက်တာတော်ရင်တိုင်းတော်တက်ချင်တိုင်းတက်4တန်းအောင်ကျွန်တော်ကဖေကြီးเจ้าမှာရံပွဲဖြင်းတဲ့4တန်းပညာသင်ခဲ့ရတော့4တန်းအောင်9တန်းတက်တခုံနဲ့ရှင်းထိုင်တော့တူတယ်ထင်တာပေါ့သင်္ချာဆရာမဝင်လာမှဒုက္ခရောက်ပါတယ်သင်္ချာဆရာမကပု္ပ္ပာ3ခုပေးတယ်ပေးထားတဲ့ပု္ပ္ပာများကို3ချက်တွက်နီးနဲ့တွက်ပါတဲ့3ချက်မသိဘူးအဖေကြီးเจ้าမှာ3ချက်တွက်နီးမရှိဘူးတောเจ้าမယ်အပေါင်းနှုတ်မြောက်စားပဲရှိတယ်3ချက်မသိတော့ကလေးပဲကိုညံမိသမျှတွေးကြည့်တယ်3ချက်တွက်နီးဆိုတာတခြားမဟုတ်ငါမတွက်တတ်ရင်3ချက်ရိုက်ခံရမယ်နီးပဲရိုက်မှကြောက်တော့ဘယ်ဘက်ကကောင်ကိုကြည့်ရတယ်ဒီကောင်မျိုးเจ้าကအောင်တာတွက်တတ်တယ်ဗျကုန်းလို့တွက်နေတယ်ဟိုကလေးမှလည်းကလေးသိခါရှိသေးတော့မသိမသာကြည့်ရတာပေါ့မသိမသာကြည့်တော့လည်းမမြင်ရဘူးဗျမထူပါဘူးကွာဒီကောင်ဘေးနာငုံကြည့်အဲ့လိုလဲကြည့်လိုက်ကြောသူကကြောကုန်းကြီးနဲ့ဒီလိုပိတ်ပြီးတော့ကွယ်လိုက်တယ်မကြိုက်ဘူးတဲ့ဩမကြိုက်မကြည့်ဘူးပေါ့ကွာကလေးမှလည်းမာနလေးနဲ့ပဲသို့တော့3ချက်ရိုက်မှကြောက်တော့ညာဘက်ကကောင်ကြည့်ရပြန်တယ်ညာဘက်ကကောင်ကလည်းဗျာကျွန်တော်ကြည့်မှန်းသိတာနဲ့ဗလာစာရွက်ကိုထောင်ပြီးတော့ကာလိုက်ဟိုဘက်မှာတွက်မမြင်ရတော့ပါဘူးစာချစ်သူများကိုပြောပြရစီအဲ့ဒီနေ့ဟာကျွန်တော်ဘဝကိုတစ်စစ်ချိုးပြောင်းသွားတဲ့နေ့ပါပဲသိငယ်လိုက်တာကျွန်တော်အားငယ်လိုက်တာငါဒီမြို့ပေါ်မှာကျောင်းသားများကိုဘာတစ်ခုမှမမိပါလား
သူတို့ဒီငါတဲ့အစစအရာရာတာလွန်ကြကုန်၏ငါသည်သူတို့အောက်မှာတစ်ထစ်နှိမ့်၍ရှိလေ၏တော့မှမွေးတဲ့ငါမြို့မှာမွေးတဲ့သူတို့လိုညံလည်းမကောင်းဟိုကိုထင်ရင်လည်းရှောက်ထင်တွေးပြစ်တာပါဗျာအဲ့လိုတွေးပြီးတော့မြို့ပေါ်ကကျောင်းသားတွေနဲ့ဒီလိုညနေချင်းဆိုင်စကားပြောရင်တောင်မှကျွန်တော်ရဲရဲမကြည့်ဝတ်ပါဘူးမျက်လွှာခဏခဏချမျက်တောင်ပုတ်ခတ်ဖြစ်ဒါတွေကကိုယ့်ဘာသာကိုရသွားတဲ့ဟာတွေပါပဲဟိုမြို့ပေါ်ကောင်တွေကတော့ကျွန်တော်ဘယ်သူမှ6လန့်လောက်မနေကြပါဘူးသူကသူရိုးရိုးနေတာပါပဲအဲ့တော့ကျွန်တော်စာလဲမစူးစားခြင်းတော့ဗျာသိငယ်တော့စူးစားရင်လဲသူတို့ကိုမမိဘူးလို့ထင်တယ်ရှေ့မှာဘာတစ်ခုမှမမိတော့ဒီစာလဲစူးစားရင်မမိဘူးထင်တော့မစူးစားတာပါပဲမစူးစားတော့ကျွန်တော်စာညံ့သွားတယ်စာညံ့သွားတဲ့ခါကျတော့ကျွန်တော်တို့เจ้าကလစဉ်လပတ်စာမေးပွဲစစ်ကျွန်တော်တစ်လမှမအောင်ဘူးပါဘူးလာတိုင်းကြပါတယ်6ဘာသာဖြေရတယ်ဗျအများရန်ကျွန်တော်4ဘာသာကြသင်္ချာဒိုင်ငံကြပါတယ်ဘဲဥတွေပါတွေဖော်ခြင်းတော်ခြင်းပါပဲဗျအဲ့တော့လူ60ရှိတဲ့တန်းထဲမှာ position ဆင်လိုက်ရင်ကျွန်တော်ဆင်က42နောက်မှာရှိပါတယ်ကျွန်တော်အောက်မှာကြောင်းပြေးနဲ့ကြောင်းပြက်ပဲရှိပါတော့တယ်ကျွန်တော်တန်းထဲမှာပထမဒုတိယတတိယတခါမှမရဘူးပါဘူးဟိုကျွန်တော်မှတ်မိတယ်ဗျကောင်မလေး2ယောက်နဲ့ကောင်လေး1ယောက်နဲ့အဲ့ဒီသူတို့3ယောက်ပဲအလဲလဲနဲ့လူယူနေကြယူပေါ်ဒါသူတို့ကိစ္စပဲကိုနဲ့ဘာဆိုင်တာမှတ်လို့ကျွန်တော်သူတို့မနာလို့စိတ်လည်းမရှိပါဘူးလူချင်းစိတ်လည်းမရှိပါဘူးကိုယ့်ဘာသာကို42နောက်မှာအေးအေးဆေးဆေးနေနေတာပဲရောက်မလို့ထညံ့ညံ့ကျွန်တော်ပါပဲလို့ပြောတာပါညံ့မှာဒီထက်မှကန်အားလျော်စွာမြန်မာစာလေးတစ်ဘာသာတော့မဆိုးပါဘူးလစဉ်2ဘာသာအောင်တဲ့ထက်မှာကျွန်တော်မြန်မာစာဒိုင်ငံအောင်နေဗျတနေ့တော့မြန်မာစာဆရာမကအတန်းနဲ့ဝင်လာပြီးတော့သင်မုံကြီးပေါ်မှာကြပြာကလေး2ကြောင်းရေးပေးပါတယ်ဂျိုးနှကောင်ထနောင်းမင်းညီနောင်ကလွမ်းအောင်ကူချွဲပရောဗျူပင်းမြက်ကမြေစာထူးလာတယ်ဖိုးတောင်သူတဲပေးထားတဲ့ကြပြာကိုတင့်လျော်ရာခေါင်းစဉ်တက်ပြီးတော့တမျက်နှာကစာစီကုန်းပါဟိုကျွန်တော်လှုပ်တတ်တယ်သိတယ်ရေးမလို့ပြင်နေတော့ဟိုကြောကုန်းကြီးနဲ့ကြွယ်တဲ့ကောင်ဒုက္ခရောက်နေပါပြီကျွန်တော်လှမ်းမေးတယ်ဟဲ့ဂျိုးကဘယ်လိုကောင်လဲတဲ့ဟာမျိုးဘွားကောင်ဂျိုးမသိဘူးကျွန်တော်သိတာပေါ့ကျွန်တော်တို့ရွာမှာဂျိုး2ကောင်ဘဲကမလဲအုပ်လိုက်ရှိတာပဲဟာဟဲ့မင်းဂျိုးဆိုတာခိုးလောက်ရှိတယ်လေလက်ဘေးမှာပျောက်ကလေးတွေနဲ့တကူကူးမြည်တာဂျိုးဘောကွာညာဘက်ကဗလာစားရဲထောင်နဲ့ကောင်လေပြဿနာတက်နေပြန်ပြီကျွန်တော်လှမ်းမေးဟဲ့ထနောင်းမင်းညီနောင်နေပါလိရှိလို့လားတဲ့ဟာရှိတာပေါ့မင်းငါတို့တော့အလူတွေကသစ်ပင်တွေကိုဆွေမျိုးဆက်ထားတာဗျညောင်မင်းမောင်နှမတဲ့ထန်းညီအကိုတဲ့ထနောင်းမင်းညီနောင်နဲ့ရှိတယ်ကွရှေးခုံဟန်ကောင်ကလှဲ့မင်းနေပြန်ပြီဟဲ့ဘရောပြူဆိုတာဘယ်လိုပင်လဲတဲ့အမြင့်ကြီးလားတဲ့ဟိုဘယ်မြင့်မလဲမြဲဘရောပြူတို့ဘရောညိုးတို့နွားတွေကြိုက်တယ်ကွဟာအဲ့ဒီနေကဒေါသဖြစ်ရတာတော့စတိုင်ကြပါလေကျေးဇူးတင်ပါတယ်ဘဝလူချင်းချင်းမြောက်ပေးတာအဖို့တောင်သူတဲ့သိတာပေါ့ဗျာကျွန်တော်အဖေတဲ့သွားနေကြတဲ့ပဲခေါင်းစဉ်တောင်းရပြီဖို့တောင်သူတဲ့လို့တက်လိုက်ပါတယ်ကိုရွာကိုလေတော့ကကိုသစ်ပင်နေကိုမြက်တွေကိုငှက်တွေအားလုံးကျွန်တော်နဲ့ရင်းနှီးတယ်သိနေတယ်အိုးကျွန်တော်ရေးလို့ကောင်းလိုက်တာ15မိနစ်နဲ့တမျက်နှာပြီးတစ်ချိန်သာရှိရောသူတို့တယောက်မှမပြီးပါဘူးကျွန်တော်ပြီးတာနဲ့ဆရာမကိုသွားပြဆရာမကဖတ်ကြည့်တယ်ဖတ်ကြည့်ပြီးတော့ဟေးအားလုံးနားထောင်ကြစမ်းတဲ့ကျွန်တော်စာစီစာကုန်းကလေးကိုတရန်လုံးကြားအောင်ဖတ်ပြပြီးတော့စာအုပ်ကလေးကိုပိတ်ပြန်ပေးရင်းနဲ့ကျွန်တော်ကိုပြောလိုက်ပါတယ်
မင်းကြီးရင်စာရေးဆရာဖြစ်မယ်တဲ့ငါတန်းမြန်မာစာဆရာမပြောတဲ့စကားကျွန်တော်နှလုံးသားထဲမှာစွဲဝင်စူးနစ်သွားပါတယ်စာရေးဆရာဘာကောင်မှန်းလဲမသိပါဘူးသိမသိဆရာမကကောင်းလို့ပြောတာနေမှာငါရမ်းနဲ့စာရေးဆရာဖြစ်ချင်ပါလေကျွန်တော်ဆရာမနာမည်ကလေးကိုထုတ်ပြီးတော့ပူဇော်တဲ့အနေနဲ့ပြောချင်ပါလေဒေါ်အေးငွေတဲ့ကျွန်တော်နောင်စာရေးဆရာဖြစ်လို့ပထမဦးဆုံးထွက်တဲ့စာအုပ်ကစဆရာမစီကိုပို့ပါလေဆရာမကွယ်လွန်သွားတဲ့အချိန်ထိထွက်သမျှစာအုပ်တိုင်းပို့ပါသူပြောတဲ့နှုတ်မြွက်စကားတစ်ခုကကျွန်တော်ဘဝကိုပြဋ္ဌာန်းပေးလိုက်တယ်လို့ပါပဲဆရာမကျေးဇူးရှိပါတယ်ကျွန်တော်စာရေးဆရာဖြစ်နေဘယ်လိုဒုက္ခတွေရောက်ဘယ်လိုငတ်ပြတ်ဖြစ်ဆရာမကတော့ကျွန်တော်ကိုကောင်းရာပို့တဲ့ကျေးဇူးကြီးပါလေအဲ့တော့ကျွန်တော်မြန်မာစာလေးကတော့လာစဉ်အောင်ပါတယ်ကျွန်တော်လဘစာမေးပွဲသာမအောင်တာဗျတန်းတင်စာမေးပွဲတွေကြရင်တော့လိမ့်ပိန်အောင်သွားတယ်သင်္ချာ1 နှစ်ရှိတယ်လေနှစ်က9ရန်းကျမှဒူစတင်ရတော့ကျွန်တော်လိုက်နိုင်နေဗျတစ်ကတော့ဟိုတောချောင်းဆိုတော့သင်္ချာမတော်ပါဘူးနှစ်ခုပေါင်းလို့80ဆိုကျွန်တော်အောင်သွားတာပေါ့200မှာ80ရအောင်တယ်တချို့နှစ်ကြတော့ကျွန်တော်90လောက်ပဲရပါတယ် moderation ဆိုပါသွားတာပါပဲ10 ရန်းလောက်ရောက်တော့ကျွန်တော်စာရီတော်တော်ဖတ်နေပါပြီစာရေးဆရာဖြစ်ချင်စာရီဖတ်ရမယ်လို့လဲသိနေပါပြီအဲ့ဒီမှာဗျာငယ်သောသူများကိုပြောချင်ပါတယ်ကျွန်တော်တို့စာရီကိုဖတ်တဲ့ခါကျတော့အတုခိုးမမားဘူးရတစာပေတွေကြတော့လေအတုချစ်တယ်တို့အလွမ်းနေတို့ဟိုကြောက်ကြတာတွေတို့ကွဲသွားတာတို့ဘာလို့ပေါ့ဗျအဲ့လိုအများကြီးရေးကြတာပါပဲကျွန်တော်တို့ရေးတာပါပဲဟိုအဲ့ဒီလိုဝတ္ထုတွေဖတ်ရတဲ့အခါကျတော့တစ်ခါမှကိုယ့်ဘဝနဲ့ပုံတူကူးရင်မှားရတာတွေရှိပါတယ်ကျွန်တော်ကိုယ်တွေ့ဗျကျွန်တော်တကယ်မှားခဲ့ဘူးပါတယ်ကျွန်တော်10 ရန်းကျောင်းသားမှာကျွန်တော်ဖတ်တဲ့အချို့အထုတစ်ခုမှာဇက်လိုက်ကောင်ကလေးက10 ရန်းကျောင်းသားတဲ့ဟာဖတ်ရင်နဲ့ကောင်းတယ်ကွာလို့ငါလဲ10 ရန်းမှာပဲကွာဝတ္ထုဖတ်ရင်နဲ့မိတ်ဆက်နေရသေးဆက်ဖတ်တော့သူ့အမေကမုတ်ဆိုးမှာတဲ့ဟာပိုတော်ကောင်းသေးကွာငါအမေလည်းမုတ်ဆိုးမှာပါပဲဗျကို့အမေမုတ်ဆိုးမှာဖြစ်တာအဲ့ဒီတခါပဲဝန်တာဘူးပါတယ်ဇက်လိုက်နဲ့တူနေလို့နှစ်ချက်တူတော့ဆက်ဖတ်တဲ့ခါကျတော့သူ့အမေကဆင်းရဲတယ်ဟာဟဲ့ငါအမေလည်းဆင်းရဲတာပဲကွာ3 ချက်တူသွားပြီဗျာဆက်ဖတ်လိုက်တော့သူကတဲ့သင်္ချာကိုသိမ့်မုန်းတာပဲတဲ့ဟာကောင်းမြန်ပြီဟေးငါကလည်းသင်္ချာဆရာမတော့မကြည့်ချင်ပါဘူးသင်္ချာကြောက်တော့ဆရာမပါကြောက်သွား4 ချက်တူပြီဗျာဒီဝတ္ထုကိုကြိုက်တာပေါ့ဆက်ဖတ်လိုက်တဲ့ခါကျတော့သူ့မှာချစ်သူရှိတယ်တဲ့အိုးဒါလေးကြမှာမတူတော့ဘူးဗျအရေးကြီးတဲ့ကိစ္စကြမှာလွဲနေဆက်ဖတ်လိုက်တော့သူ့ချစ်သူကောင်းမလေးရတဲ့သူ့နဲ့တန်းတူပဲ10 ရန်းကတဲ့အော်ဒါဆိုရင်တော့လေရနိုင်ပါတယ်လို့အဲ့ဒီဝတ္ထုကိုဖတ်တဲ့နေ့ကစပြီးတော့ကျွန်တော်နဲ့တန်းတူ10 ရန်းကမိန်းကလေးများကိုစတင်ပြမှားတော့တာပါပဲဟိုကောင်နဲ့တူရင်လို့ပါဆက်ဖတ်လိုက်တော့သူ့ချစ်သူကောင်းမလေးရတဲ့အတန်းထဲမှာရုပ်ကလည်းချောတယ်တဲ့ပတ်စံလည်းချမ်းသာတယ်တဲ့ဒါလည်းဖြစ်နိုင်ပါတယ်လို့ကျွန်တော်တန်းထဲမှာရုပ်ဆိုးပြီးတော့ဆင်းရဲတဲ့ကောင်းမလေးတွေအားလုံးကင်းလွတ်ခွင့်ပေးလိုက်ပါတယ်ဆက်လိုက်ပါကျွန်တော်စီမလာဘူးနဲ့တူပါဇ
ကျေးပင် ဟုတ်ကဲ့ကြည်ပေးကြည် ဟောအေးကျေးဇူးပါဒီစနော်အဲ့တော့ကျွန်တော်ကုံလိုက်ပုံတူကူးနေပါတယ်အဲ့ဒီမှာဆက်ဖတ်လိုက်တဲ့ခါကျတော့သူကားတဲ့ဆယ်ရန်စာမေးပွဲကိုမဖြေတော့ဘူးတဲ့ဟာအဲ့ဒါအကောင်းဆုံးပါပဲကွာမနေ့တိုင်းပြောရရင်ကျွန်တော်ကလည်းဒီတောင်ကိုမောင်းဖြိုပါမယ်မြင့်မို့လားလုံးဝပြိုမထင်ပါဘူးအဲ့ဒီဆယ်ရန်ကိုလေကျွန်တော်ဘလောက်မြန်ကြောက်တုံးဆိုရင်10နှစ်မကဘူးတစ်သက်လုံးဖြေတော့မအောင်ဘူးလို့ထင်ပါတယ်ဆယ်ရန်ကနဲ့ကြီးတယ်အခုခေတ်ကျွန်တော်တို့ခေတ်တုန်းကပိုဆိုးတယ်တခါလေတစ်ခရိုင်လုံးမှာတယောက်တည်းအောင်တယ်ကျွန်တော်တို့ကြောက်စင်မယ်တစ်ခရိုင်လုံးမှာတယောက်မှမအောင်တဲ့နေ့ရှိဘူးတဲ့ကျွန်တော်မန်းလေးတက်ကဆိုတက်တော့ကျွန်တော်ဆရာမမြန်မာစာပါမောက်ခကျွန်တော်မေးကြည့်ဆရာမလို့အခုနေအသက်ပြန်ငယ်ရမငယ်ချင်ဘူးလားလို့ဆရာမစဉ်းစားပြီးတော့ငယ်ချင်မုံတော့တဲ့ဆယ်ရန်ပြန်ဖြေရမှာကြောက်ပါတယ်တဲ့ပါမောက္ခဖြစ်နေပြီဆယ်ရန်ကအဲ့လောက်နဲ့ကြီးတယ်ဗျကျွန်တော်အဲ့တစ်သက်လုံးမအောင်ဘူးလို့ထင်ထားတာထင်ထားပြီးကိုယ့်အသာကိုဖြေရမှာကြောက်နေတော့ကိုအားကြတဲ့ဇက်လိုက်ကမဖြေတော့ဘူးဆိုတော့ကျွန်တော်ဝန်တာအားရထောက်ခံကောင်းတယ်ကွာမဖြေနဲ့ငါလည်းမဖြေတော့ပါဘူးလေရန်သာဆိုချစ်ဝတ္ထုရေးနေခြင်းမဟုတ်ပါတကယ်အဖြစ်ပဲတလားလို့တော့တယ်ခုံနံပါတ်ထွက်ပြီကျွန်တော်မဖြေဘူးမဖြေတော့အမေကကျွန်တော်ကိုမေးတာပေါ့ငါသားတဲ့မင်းဘာလို့မဖြေတာလဲဟိုဒီမေးခွန်းကိုအမေမေးလိုက်မယ်ဆိုတာကျွန်တော်ကြိုတွေးပြီးသားပါကြောင့်မလို့အမေမေးဖြေနိုင်အောင်လို့ဝတ္ထုတွေကဟာဒီကြိုကြက်ထားပါလေအမေစဉ်းစားကြည့်ပါတကယ်တော့ဒါတွေကပေရန်လိုဆင်းဆင်းသောပညာရေးတွေပါအမေဟာဝတ္ထုထဲမှာပါတယ်ဗျတလက်မနှစ်လက်မလေးလက်မငါးလက်မဆယ်လက်မတရန်နှစ်တန်လေးတန်ငါးတန်ဆယ်တန်အောင်လို့လဲဘဝစာမေးပွဲအောင်တာမဟုတ်ဘူးအမေအကယ်ဒမီကိုမြတ်လေးရဲ့အိုက်တင်နေပါဒီနဲ့ချကျွန်တော်တို့ခက်ကမင်းသားမြတ်လေးခက်အမေကျွန်တော်ငေးကြည့်နေပါလေငေးကြည့်နေသောအမေမျက်လုံးများကိုခုချိန်ထိမြင်အောင်မိပါလေအဲ့ဒီမျက်လုံးထဲမှာဒိတ်ပဲတွေရှိတယ်စကားလုံးလေးတွေရှိတယ်နှုတ်ကမပြောအမေမျက်လုံးကပြောနေပါတယ်ငါသားတဲ့မင်းတော့မှားနေပြီထင်တယ်သို့တော်သူမကြီးဖြစ်တဲ့အမေဟာကျွန်တော်ဘယ်လိုမှားတယ်ဆိုတာကိုရှင်းမပြတ်တတ်ရှာပါဘူးဒါကိုခွင့်ကောင်းယူပြီးတော့တဲ့ဟုတ်တဲ့ငါပါလားဝတ္ထုတွေဖတ်ပြီးတော့အရန်ကိုတတ်နေပါဘကောလားအမေကိုတောင်နိုင်လိုက်ပြီလို့ကျွန်တော်ထင်နေမိပါတယ်သို့တော့မနိုင်ပါဘူးကျွန်တော်ရှုံးပါတယ်ဘယ်လောက်ရှုံးတော့ဆယ်ရန်စာမေးပွဲ6နှစ်တိတိမဖြေပဲနဲ့ရှုံးပါတယ်နည်းနည်းနော်မဟုတ်ဘူးနော်ကျွန်တော်နဲ့အတူတူဆယ်ရန်ရောက်ပြီးတော့တစ်နှစ်ကြာပြီးနောက်နှစ်အောင်တဲ့ကောင်ကြီးပွဲရပြန်လာပြီးကျွန်တော်မဖြေရသေးဘူးအဲ့ဒီ6နှစ်မင်းဘာလုပ်နေသတို့ဟိုဝတ္ထုတွေကကျွန်တော်အားကြတဲ့ဇက်လိုက်ကောင်လောက်တာအကုန်လိုက်လောက်တာပဲအဲ့ဒီဝတ္ထုကလည်းဗျာဇက်သိန်းတော့ဒီကောင်ကသူ့ချစ်သူနဲ့မညာဘူးဟိုသူကတလွန်တဆွေးတငင်းတငိုင်းနောက်ဆုံးစာကြောင်းမှာဘယ်လိုရေးထားလို့ဆိုရင်သူသည်ဥခေါင်းကိုငိုက်ဆိုင်ချယူတလန်ချင်းထွက်ခွာသွားလေတည်းဟာကောင်းမကွာအဲ့ဒီနေရာစားပြီးကျွန်တော်လမ်းလျှောက်ရင်ခေါင်းငိုက်ဆိုင်ချပါလေဟိုလွန်လို့ကလည်းကောင်းတလွန်တဆွေးဟိုကောင်ကသူ့ချစ်သူနဲ့ကွဲလို့လွန်တာမင်းကဘာရှိလို့လွန်ရတာတော့အဲ့ဒီဘာမှမရှိတာကြီးကဘိုးတောင်လွန်မှုကောင်းသေးလွန်နေဗျာကာဒီဆောက်ရသည်မန္တနှင်းမုံလေးတွေကြဟာလွန်နေမိုးရာဒီဝတ္တန္တမိုးဆက်မိုးပေါက်တွေကြဘိုးတောင်လွန်သေးဗျာ
ຫນွေဥကဆိုးဆုံးမြလေယူတွေတိုက်ရော့ဝါကလေးတွေကျွေးလေပွေတဲ့လွင့်သေတောင်သေချင်ပါတယ်လွန်အားကြီးလွန်းလို့အဲ့တော့ကျွန်တော်ကြောက်ဆယ်မှာနေတယ်ဗျကျွန်တော်တို့ကြောက်ဆယ်ဝန်းကျင်မှာအဲ့ဒီလူຫນွေဥပေါက်ရင်ပွင့်တဲ့ပန်းနေရှိတယ်ဗျအဲ့ဒီပန်းနေပွင့်ရင်ကျွန်တော်အရန်လွမ်းတာပဲဟိုသူများတွေလိုဗရောက်တွေခန်းငေါ်တွေကျွန်တော်ကကြပြမဆမ်းပါဘူးပြောလိုက်ရင်ပန်းသိပါတယ်လက်ပံပွင့်ဗျလက်ပံပွင့်ရကျွန်တော်တို့ညာမှာကြတော့ပင်ကြီးမျိုးဗျယောက်ျား2ယောက်ဖက်လို့မမီဘူးကြီးကြီးတွေပွင့်မြေဆိုတပင်လုံးကိုရဲရဲหนีလို့7ပင်15ပင်လောက်စုပွင့်ကြပြီဆိုတော်လုံးကိုနီးနေတာပဲအရန်လွမ်းမှုကောင်းတယ်အဲ့ဒီကောင်တွေမပွင့်သေးဘူးဆိုကျွန်တော်မျောရတယ်ပွင့်ပြီဆိုရင်သိလွမ်းတာပဲဒါနေ့တိုင်းလက်ပံမွေးနေကျွန်တော်နဲ့ပြဿနာတက်နေကြပြီရန်ကုန်မှာခြေချအသက်ကြီးလွယ်ခြေချနေတော့လက်ပံမွေးမရှိဘူးဗျဘာရှိလို့ဆိုစိတ်မန်းမွေးနေရှိနေတာချင်းတော့တူတယ်ဗျကျွန်တော်လွမ်းလို့မရဘူးကိုယောဂနဲ့ကိုပဲဗျအဲ့ဒီကောင်ကျွန်တော်သိမရင်းနေဘူးရှိရမှာပေါ့ကွာကျွန်တော်လိုက်ရှာတယ်ဗျလိုက်ရှာတော့တွေ့ပါတယ်ရွှေတကုံမြောက်မုတ်ဆင်းမှာတပင်ရှိတယ်ဗျစက်မှုတက်ကတူထဲမှာအနောက်ဘက်တိုင်းနားမှာကတ်ရ2ပင်ရှိတယ်ဗျနောက်တစ်ခါမယန်းကုန်းမီးပွိုင်နားမှာကတ်ရတပင်ခလန်းလန်းမှာ2ပင်အရှိမြင်းမြိုင်ကွင်းလန်းမှာ2ပင်ဒါကျွန်တော်သေချာသူတေသနာလှုပ်ထားတာပါຫນွေဥပေါက်ရင်လက်ပံမွေးနေပွင့်အဲ့ဒီနေရာကြီးကျွန်တော်ရောက်အောင်သွားရပါတယ်ဘာဖြစ်တာတုံးဆိုတော့တငယ်နာယောဂမကုံသေးတဲ့သဘောပါပြီးခဲ့တဲ့3နှစ်ကတော့နာဂစ်မုံတိုင်းတိုက်တော့ကျွန်တော်အိမ်ကလည်းအမိုးတွေပွင့်ကုန်တာပေါ့ဒါနဲ့အိမ်မိုးတွေပြင်းနေတော့ကျွန်တော်သမီးလေးကလာတတိပေးတယ်ဖေကြီးတဲ့ဖေကြီးလက်ပံမင်းနေလဲသွားကြည့်လိုက်အောင်နဲ့ဟာဟုတ်တာပေါ့သစ်ပင်တွေကအများကြီးလဲတာပဲကျွန်တော်လက်ပံမင်းနေရှိတဲ့နေရာကိုကားတစ်စင်းနဲ့ရှောက်လှည့်ပတ်ကြည့်နာဂစ်ဆိုတဲ့ကောင်လှုပ်သွားတာလက်ကြံတော့မရှိပါဘူးလွမ်းเสียလက်စသိမ်းသွားတာပါပဲအဲ့တော့လက်ပံမွေးနေမြင်ကျွန်တော်လွမ်းနေဗျာရွာစီယိုမှာမိကိုကလေးပတ်ဟောသိလွမ်းမှုကောင်းနေဗျာရိုးပြငုတ်တိုတွေမြင်လွမ်းနေထောင်တဲ့ကောင်ကထောင်လဲတဲ့ကောင်ကလဲနွားကြီးတကောင်ကအဲ့ဒီရိုးပြငုတ်တိုတွေကိုတပြုတ်ပြုတ်နဲ့စားပိုတောင်လွမ်းသေးဗျာကုံနေငါးကြီးတစ်စင်းကမိုးကားကြီးကိုခြုံအဝေးပြေးလမ်းကြီးမှာတိတ်မောင်းသွားဟာလွမ်းနေကွာလူကချမ်းနေပြီးစိတ်ကကားကြီးနဲ့ပါသွားသလိုပါပဲ။အိုးလမ်းပေါ်မှာကောင်မလေးချောချောလေးတယောက်သွားဟာလွမ်းနေကွာ။ဘာဆိုင်လို့လွမ်းတာလဲ။ဘာမှမဆိုင်လို့လွမ်းတာပါပဲ။ချောချောလေး3ယောက်သွားရင်3စလွမ်းပါလေ။အုပ်လိုက်ဖြတ်သွားရင်သေသွားနိုင်ပါလေ။ဒီလိုလူစီစီရှိတဲ့နေရာကျွန်တော်မသွားဘူးတယောက်တည်းတလွန်လွန်တဆွေးဆွေးတငင်းငင်းတငိုင်းငိုင်းထိုင်ပြီးတော့နေလေရှိပါတယ်မင်္ဂလာဆောင်ဝေးဝေးကရှောင်းနေအဲ့ဒီတို့သမီးကကိုနဲ့ဘာလို့ညာလို့အဲ့လိုတွေးမိအရန်ခံစားရတယ်ဟုတ်လဲမဟုတ်ဖဲနဲ့ကျွန်တော်တွေးမိလေရှိပါတယ်ဘာကိုပြကြုံဆိုတော့နည်းနည်းကြောင်းလာတာကိုပြနေပါဘူးအဲ့ဒီချိန်မှာကံလျော်စွာကျွန်တော်တငယ်ချင်းတယောက်ရန်ကုန်ကပြန်လာတယ်သူကကျွန်တော်ရဲ့ပူလွန်းစရာပူကောင်းပါတယ်ဒီကောင်ကတော့10ရန်အောင်နေဗျသူ10ရန်အောင်တဲ့နှစ်မှာသူ့ဖေနဲ့အမေတစ်နှစ်တွင်မှာ80နောက်ဆင့်ကွယ်လွန်တူဒီသောသားဆိုတော့အိမ်ကြီးတအိမ်မှာတယောက်တည်းတကောင်ကျွတ်ကြံခဲ့တယ်အားငယ်လွန်းလို့ရန်ကုန်ကိုဆင်းသွားတယ်ရန်ကုန်မှာသူ့ဘာကြီးရှိပါတယ်ဥပ္ပဤနဲ့သမီးများစပြီးကျွန်တော်တို့ကြောက်ဆယ်ကပါပဲကျွန်တော်တငယ်ချင်းရဲ့ဘာကြီးတော်ပါတယ်တိမ်ငယ်လွန်းလို့ရန်ကုန်ဆင်းသွားဘာကြီးကသူ့ကိုမြင်တော့သိတာပေါ့မိဘနှစ်ပါးဆုံးတဲ့တဲ့ရင်ကလည်းကြားမျက်နာကလေးကလည်းငယ်စကားပြောတော့တန်ကလေးကတိုးတိုးဒိန်ဒိန်လူလေးဟောတာဘာကြီးရဲ့စာအုပ်ဆိုင်ကြီးပဲကွ
မင်းစိတ်ပြေလက်ပြောက်စာအုပ်ကလေးတွေကူရောင်းပေါ်လူလေးဟာရော့ဒီမှာငါတူပြင်းမြေဖတ်ဖို့စာအုပ်တစ်ထပ်กว่าလက်သန်းလောက်ထူပါတယ်22အုပ်စပွဲပေါ်တင်ပြီးကျွန်တော်တငယ်ချင်းကဈေးကူရောင်းအယောင်ပါတော့စာအုပ်ကလေးတုပ်ကိုယူဖတ်လို့ပြီးတဲ့စာအုပ်ကိုဒီဘက်ကိုပြောင်းပြီးတော့ဘုံရွှေတကုံသွားဖျားဖူးပြန်လာတော့တအုပ်ကိုဖတ်ပြီးတာလေးဒီဘက်ပြောင်းဘုံ22အုပ်သောစာအုပ်များကိုတလနီးပါးဖတ်တော့အားလုံးကုန်သွားတယ်ဒီနာကအပုံဒီနာရောက်ဆိုင်ထဲမှာရှိတဲ့ဘာကြီးကိုလှမ်းပြောတယ်ဘာကြီးတဲ့ကျွန်တော်ကြောက်ဆယ်ပြန်တော့မယ်ဘာကြီးကဒီလေတန်းကိုသဘောကျတယ်ဗျအလားတော့ငါလိုတိုးတိုးတိမ်တိမ်မဟုတ်မျက်နှာလေးကိုလှမ်းကြည့်တော့လေမျက်နှာငယ်မဟုတ်ဘာကြီးကစူးစမ်းနဲ့မေကိုမေးလိုက်အေးပြန်ပြီးရင်ဘာလုပ်မလဲလူလေးရကျွန်တော်တက်ကတူဆက်တက်မယ်ဘာကြီးဟာဒီဖြေကိုပို့ကြိုက်တယ်တဲ့ဘာကြီးရဲ့လှမ်းကြည့်တဲ့မျက်စိမှာဒီနာကစာအုပ်ပုံဒီနာရောက်သွားတာလဲသတိပြုမိသွားပြီဘာကြီးကစာသမားပြလူပါဟောဒီစာအုပ်တစ်ထပ်ကိုပေးတာအကြောင်းမဲ့မဟုတ်ဒီယုံမြင်လို့ဒီခြုံထွင်တာငါပြစ်တယ်မြာမှန်သွားပြီငါတူရဲ့တသက်တာစိတ်ချရပြီအဲ့တော့ဟိုကောင်ကလည်းတငယ်ချင်းကောင်းမြဘာကြီးတဲ့ဒီစာအုပ်ကလေးတွေတော့ကျွန်တော်ကိုပိုင်ပေးလိုက်ပါတဲ့ဩယူသွားလေလူလေးကမင်းကိုပေးပြီးသားပဲလေကွာဂုံလျှော်ကျိုးလေးနဲ့စီးပြီးတော့ယူလာတယ်သူ့ဘုံမဟုတ်ဘူးသူ့တငယ်ချင်းဟိုကောင်တလွန်တဆွေတငယ်တငိုင်းနဲ့အကောင်ဟိုကောင်ဆိုတာဒီကောင်ကျွန်တော်ကိုတရိယာလို့စာအုပ်စည်းကလေးဆွဲယူလာကြောက်ဆယ်ကြတော့ကျွန်တော်အိမ်ရောက်ဒီလိုစပွဲပေါ်ကိုစာအုပ်စည်းလေးတမင်အတန်မြအောင်ပုတ်ခနဲ့ချကျွန်တော်ရှိပါတယ်အဲ့ရကလေးမောင်မှာပက်လက်ကလေးဘာလုပ်နေတော့လွမ်းနေပါတယ်သိသေးကြတာပေါ့ဟိုကောင်ကပြောတယ်ဟဲ့အောင်လေငါရန်ကုန်ကပြန်လာပြီတဲ့မင်းမို့ဒီမှာစာအုပ်တွေပါလာတယ်ကျွန်တော်အဲ့ရကလေးမောင်ကနေလှမ်းမေးလိုက်ပါတယ်ဘာစာအုပ်တွေများလဲတငယ်ချင်းရဲ့မဲပုံမဲနီးကခလွန်းဟိုကောင်နာကြပြင်းကတ်ဟဲ့ကောင်လုံးမနေနဲ့ငါအားလုံးဖတ်ပြီးပြီမင်းပိုင်ယူလိုက်တော့သွားမယ်ကျွန်တော်လေတံကိုမကြိုက်မာရီကြောရီပြောပြီးတော့ထွက်သွားအိမ်တကားထွက်မှလှမ်းអော်လိုက်သေးဟဲ့ကောင်ဖတ်ပြောင်းဖတ်တော့တယ်သွားချစ်တော်တငယ်ချင်းရဲ့စေရနာကိုလေးစားလို့အဲ့ရကလေးမော်ကလွမ်းကလေးထားလာပါတယ်အပေါ်ဆုံးစာအုပ်ကိုကျွန်တော်လွမ်းကလေးယူကြည့်ဘသူရေးတဲ့စာအုပ်တုံးဆိုတော့စာရေးဆရာကြီးပီမုန်နင်းရေးတဲ့စာအုပ်ပါစာအုပ်နာမည်ကလေးကြည့်တော့စိတ်ပညာတဲ့ခက်ခဲနဲ့ရှုပ်ထွေးသိမ်မွေ့တဲ့စိတ်ပညာကိုဆရာပီမုန်နင်းကဝကြတော်ကလေးများနဲ့ရှင်းလင်းလွယ်ကူအောင်ရေးတတ်ပါပြီတဲ့နမူနာလေးပြောပါလူတယောက်ဟာတဲ့ကိုယ်စိတ်ကိုနှိမ့်ရင်နှိမ့်နေမြင့်မြင့်နေကျွန်တော်ခဏနားပြီးတော့ကျွန်တော်စိတ်ကိုကဲခတ်မှန်ပါတယ်ဆရာကြီးကျွန်တော်စိတ်ကဖြင့်အဝီစီရောက်နေပါပြီဘလောက်မြန်နှိမ့်တဲ့တော့ဆိုအဝီစီရောက်တဲ့လောက်ပြောရမလို့ပါပဲဆရာကဆက်ပြောတယ်လူတယောက်မှာဘဝရီမန်းချက်ရှိရမယ်ကွာမင်းဘာဖြစ်ချင်တယ်လဲမင်းရဲ့ဝါသနာပီစာရိုက်နဲ့ကိုက်ညီတဲ့ရီမန်းချက်ကိုထားကွာမင်းကဆရာဝန်ကြီးဖြစ်ချင်တာလားသူများရောင်လို့မရောင်ပါနဲ့အင်ဂျင်နီယာကြီးဖြစ်ချင်သလားစာရေးဆရာကြီးဖြစ်ချင်သလားတထေးကြီးဖြစ်ချင်သလားကိုဝါသနာပီစာရိုက်နဲ့ကိုက်ညီတဲ့ရီမန်းချက်ကိုထားမဖြစ်မနေလို့ကွာဘယ်ရီမန်းချက်မှသိနှုတ်တာမရှိဘူးနော်
ကိုဝါသနာနဲ့ကြိုက်လာတော့အဲ့လိုမဟုတ်ဘဲနဲ့လူတွေကအခုခါမှာရောရောင်ကာလလို့ပြောရမလို့ပါပဲသူတယောက်ကဆရာဝန်ဆိုအကုန်လိုက်ပြီးတော့ဆရာဝန်တော့ကြာကြတော့ဟိုသွေးမြင်တာနဲ့လန့်နေတဲ့ကောင်ဘယ်လိုလုပ်ဆရာဝန်လုပ်လူသေးမြင်တာနဲ့ခွဲဖို့ထားလို့အော်အန်နေတယ်သူများကအင်ဂျင်နီယာဟိုငါလည်းအင်ဂျင်နီယာတော့ကြာတော့10ပေလောက်အမြင့်တက်ပြီးဒူးတုံနေပြီဘယ်လိုအင်ဂျင်နီယာဖြစ်စစ်ဘိုလ်ရေးစေကောင်းတယ်သူများစစ်ဘိုလ်ငါလည်းစစ်ဘိုလ်တော့ကြာတရင်ညိုပြောက်ဖောက်တာနဲ့ထွက်ပြေးကိုဝါသနာနဲ့ကြိုက်တာလုပ်ပါတဲ့ကျွန်တော်တို့လောကတွန်တေးကိုသွားဟောရတယ်သွားဟောတော့တွန်တေးသိမ့်နံကတချင်းဆိုဝါသနာပါတာဗျကျောင်းပညာတောင်ပြီးအောင်မသင်ပါဘူးတချင်းဆိုရင်းနဲ့ကြော်ကြားအောင်မြင်သွားလိုက်တာဆရာဝန်ရောပြည်သူ့ကားရောအင်ဂျင်နီယာရောစစ်ဗိုလ်ချုပ်ရောအကုန်လုံးတွန်တေးသိမ့်နံတချင်းလိုက်အော်နေရတာပါပဲ40ကျော်အချစ်တို့လားခုနပြောတဲ့ဟိုခေါင်းလုံးတန်တညံပေးတို့ဘာတို့ကုံအောနေကြတာပဲတချင်းမှာကိုယ့်ထက်တင်ထားတာပဲခေါင်းလုံးတန်တညံဘယ်နာကြားလိုက်ကျွန်တော်ဖြင့်မလေးစားပဲကိုမနေနိုင်ဘူးရွာเจ้าကိုတတိမရပဲကိုမရှိနိုင်ဘူးဒီလူကိုချစ်လိုက်တာတော်လိုက်တာသူသေးတော့ရုပ်ရှင်မင်းသားမင်းသမီးတွေသိရင်ရေဝေးမှာတိတ်လူစီတာပဲလိုက်ပို့တာမဟုတ်ဘူးလိုက်ပို့တဲ့မင်းသားမင်းသမီးကိုကြည်တာကြည့်ဖို့လာတဲ့လူကရှုပ်နေတာတွန်တေးသိမ့်နံနေတော့လိုက်ပို့တာစီလိုက်တာမှအစီဆုံးပဲဘယ်ကလာကြတာတော့ရွာတွေကလာကြတာကားတွေနဲ့အဲ့ဒီမှာလော့စပီကာတွေဖွင့်လာတာတွန်တေးသိမ့်နံတဲ့ချင်းတွေကိုဖွင့်ပြီးတော့ရေဝေးသုတ်တန်နဲ့ကိုအော်ကြီးဟစ်ကျဝင်လာတာလူတွေကတချင်းကဖွင့်ထားကားကအကုန်လုံးကငိုလို့သူတို့ကြည့်ပြီးသုတ်တန်ရောင်းနေတဲ့ကောင်တွေကလည်းဘာမှမသိရောငိုလို့ဘလောက်ဩဇာကြီးတယ်လေကျွန်တော်ဟိုလွယ်ချေကျွန်တော်သားဆေးုံတရုံဆောက်ပြည်သူ့ကာဆိုတော့သွားတယ်နေဆက်တရုတ်နဲ့ဟိုဘက်ကတရုတ်မြို့ဒီဘက်ကမြန်မာမြို့ကာရာโอเกဆိုင်နေတန်းစီနေတာပဲဒီနေရာမှာတော့တွန်တေးသိမ့်နံမရှိဘူးလို့ထင်တာဘယ်ဟုတ်မလဲတညလုံးတွန်တေးသိမ့်နံနေကြီးပဲအဲ့တော့ဒီကာရာโอเกဆိုင်လောက်ကဝိုင်းအော်နေကြတခုကိုမင်းထွန်းပေါအောင်မြင်ဆုံးပြောလုပ်ပါသေးနှုတ်တာမရှိဘူးမင်းဈေးရောက်နာဝါသနာပါလားဈေးရောက်ခြင်းနဲ့ကမ္ဘာတန်းကျွယ်တတိဖြစ်သွားတဲ့လူတွေအများကြီးပါပဲအဲ့တော့ကိုရီမန်းချက်ဝါသနာနဲ့ကြိုက်ပါစေအဲ့ဒီရီမန်းချက်ထားပြီးပြီဆိုရင်တော့မဖြစ်မနေစ조사กว่าလွယ်နဲ့တော့ဘယ်ဖြစ်မလဲပြုတ်ကြမှာပေါ့ပြန်လန်ကြမှာပေါ့လန်ကြပြန်တဲ့ပေါ့မရောက်မချင်းတဲ့မျက်ခြေပြတ်မခံနဲ့တကားတို့ကိုခောက်ကြလို့တဲ့ဆရာပီမွန်းနဲ့ငါပြောတယ်ခောက်တော့သူတို့တွေတကားတို့သည်ပွင့်လိမ့်မည်တဲ့ကျွန်တော်ခဏနားပြီးတော့စဉ်းစားပါတယ်ကျွန်တော်တန်းထဲမှာလာဘဆာမွေးဝဲတခါမှမအောင်ဘူးလာဘဆာမွေးဝဲအောင်တဲ့တကားကိုရောမင်းဘယ်နှခါခောက်တော့တခါမှမခောက်ပါဘူးမအောင်နာပါဆန်းတယ်လေကျွန်တော်တန်းထဲမှာပထမတခါမှမရဘူးပါဘူးအဲ့ဒီတကားကိုရောမင်းဘယ်နှခါခောက်တော့စိတ်တော်မကူဘူးပါဘူးမရတာပါဆန်းတယ်လေဒီထဲမှာကျောင်းသူကျောင်းသားတွေပိုင်ပြောချင်ပါလေမင်းအခုတန်းထဲမှာပထမရဘူးလားကွာမရသေးဘူးဆိုရင်မင်းညံ့လို့မဟုတ်အဲ့ဒီပထမဆိုတဲ့တကားကိုမင်းခောက်ရကောင်းမှမသိသေးလို့ခောက်ချင်စိတ်မရှိသေးလို့မခောက်သေးလို့ပါလို့ကျွန်တော်အခိုင်အမာပြောပါမယ်အခုကျွန်တော်ကပြောပါပြီခောက်ပါလို့ပြောပါပြီခောက်ရင်မင်းပွင့်လိမ့်မယ်ကွဧကံမုတ်ချပွင့်ပါစေမယ်ဗျာလွယ်တော့ဘယ်ပွင့်မလဲမပွင့်မချင်းခောက်ရမှာပေါ့ကျွန်တော်သမီးလေးကရက်ွက်မူလာရန်ကျောင်းမှာပထမနဲ့အောင်မြို့နယ်ကျောင်းရောက်စာတော်တာပဲ9တန်းမြို့နယ်ကျောင်းလက်ပတ်စာမွဲစစ်လို့ရပုတ်ကလာပေးတဲ့ခါကျတော့
ဟိုနားမှာကျွန်တော်စီကိုခြေလမ်းမြန်မလာရဲဘူးသမီးရပိုကပေးမလို့လားဟုတ်တယ်ဖေကြီးယူခဲ့လေခြေလမ်းကရွေလေးဟဲ့ဘယ်လိုဖြစ်နေတာတော့ကျွန်တော်မထင်ပါဘူးကျွန်တော်သမီးကြမယ်ဆိုတာလုံးဝမယုံမနိုင်ပါဘူးအဲ့တော့ position 1 2 3 4 5တော့ဝင်မှာပေါ့ယူခဲ့ဘာဖြစ်နေတာလဲမပြချင်ပြကြည့်လိုက်အိုးအော်စရာကောင်းလိုက်တာကျွန်တော်သမီးရဲ့အဆင့်က20ကျော်နေပါလေဘာသာဆုံးအောင်နေဗျဘာသာဆုံးအောင်ပြီးတော့အမှတ်တရလည်းကောင်းနေဗျအဲ့ဘာဖြစ်လို့အဆင့်က20ကျော်ရတာတော့ဖေကြီးတဲ့ဒီเจ้าမှာသမီးဘယ်တော့မှတစ်မရနိုင်ပါဘူးဒီเจ้าမှာဆရာမနော်တင်ကြီးရဲ့တပည့်တွေနဲ့တိုးနေပြီနော်တင်ကြီးဆိုတော့ကရင်မစာသင်သိပ်ကောင်းစူးစမ်းသင်အဲ့ဒီเจ้าမှာကသူငယ်တန်းကိုသင်တဲ့ဆရာမက4တန်းထိလိုက်သင်ရတယ်သူတပည့်တွေနဲ့တက်သွားတာအဲ့ဒီတပည့်တွေ4တန်းရောက်ပြီးမှသူကပြန်တငယ်တန်းကိုပြန်ဆင်းနော်တင်ကြီးနဲ့အဲ့ဒီ4နှစ်မိသွားတဲ့ကောင်တွေကတော့ပြန်နေတာပဲသင်ချာလက်တော်လက်ရည်တွေကလည်းကောင်းစီစနစ်ကကြအဲ့ဒီအုပ်နဲ့ကျွန်တော်သမီးကသွားတိုးတာ9တန်းမှာမရဘူးသမီးကျွန်တော်တငယ်ချင်းပေးတဲ့စာအုပ်22အုပ်စာအုပ်စင်မောကဖုန်နေခါသမီးကိုပေးဖတ်သမီးရဲ့သမီးကျွန်တော်လိုဖြစ်နေဖတ်သမီးရဲ့ဖတ်တော့အာမန်တက်ကျွန်တော်ကဂိုက်လုပ်ပေးရတာပေါ့လက်ရေးကမမိဘူးသမီးရဲ့သူ့တငယ်ချင်း3ယောက်ကစာအုပ်တွေယူလာပြဟိုးဝိုင်းဆက်လာဟုတ်တာပေါ့ဒီလက်ရေးမျိုးကျွန်တော်သမီးပဲရှင်နိုင်မှဒီနေ့ကစပြီးဖေတို့လက်ရေးလိုက်ရေးအောင်သမီးရဲ့ဖေကြီးစစ်ပင်ရေးငါသမီးအလှဝိုင်းအောင်ရေးတာပေါ့အားပေးရတာပေါ့ဟာကောင်းလာပြီဟဲ့တော်လာပြီဟဲ့တလားလောက်ကြာတော့အတော်ဝိုင်းလာပါပြီငါသမီးရဲ့ဆက်ကြိုးစားသူတို့မိပြီသမီးကခေါင်းခါပြသမီးကမလှအောင်ရေးတာသူတို့ကဆရာမအမြန်ပြောသွားတာကိုလိုက်ရေးတာဗျအေးအဲ့လိုအမြန်လိုက်ရေးရင်လည်းလှအောင်ကြိုးစားဖို့သမီးရဲ့ကြိုးစားရင်ရပါလေလက်ရေးလှသွားအောင်ကတော့တလပဲပြောင်းရပါလေအမြန်ရေးတာကိုလှအောင်ကတစ်နှစ်ကြာပါလေခောက်နေပြီပေါ့သူ6တန်းနှစ်ကြာတော့ position 10နာကိုကပ်ပြီး10နာမဝင်သေးဘူးဆက်ခောက်ငါသမီးဆက်ခောက်9တန်းနှစ်ကြာတော့10တဲ့ငါတွင်နဲ့ဝင်လာပြီ10တန်းနှစ်ကြာတော့1နှစ်3ခုသူလဲလူနိုင်သွားပါပြီကျွန်တော်ဒီတိုင်းပြစ်ထားလိုက်ဒီကလေးစိတ်လျှော့သွားမှာပေါ့အဲ့တော့ခောက်ပါတကားတို့ခောက်ပါသားသမီးတွေကိုကြတော့မိဘတွေရတယ်ကူခောက်ပေးရတာပေါ့အဲ့လိုနည်းနဲ့ရှစ်တန်းကြတော့သူဘာသာဆုံးသူတငယ်ချင်းတွေလိုပဲအောင်သွားပါလေကျွန်တော်ပြောချင်တာကတကယ်ခောက်ရင်မြည်သူမဆိုပွင့်မှာမခောက်လို့ကျွန်တော်တို့မပွင့်ကြတာပါကျွန်တော်အဲ့ဒီစာအုပ်ကိုဖတ်ပြီးတော့အာမန်တက်သွားလိုက်တာနောက်တော့ကိုယူတော့လွန်ကလေးမဟုတ်တော့ပါဘူးစိတ်ပါလက်ပါယူအရင်မဆိုင်လှေတို့လိုက်ငွေရင်းတပြားမှမရှိဘဲနဲ့တန်းကြွယ်တထေးဖြစ်တဲ့နီးနိုင်ငံသားကအကြောင်းနေပြီးမွန်းနေကရေးကျွန်တော်စာရေးဆရာဖြစ်တော့မြန်မာနိုင်ငံထဲမှာတွေ့နေရပြီးခဲ့တဲ့4နှစ်လောက်ကဟိုဟင်္ဒရာကတစ်ဖက်သွားဝဲကြီးတဲ့ကိုဝင်းထိန်နဲ့သူက3300ကျော်လောက်တမ်းပါလေဆက်ကားနဲ့ခေါ်သွားဟင်္ဒရာကြော်ရင်မဲ့ဗျာအသက်6နှစ်ဖြတ်စူဂျုံနေတိုးရွာစီယိုတွေဖောက်ထွက်ကိုဝင်းထိန်ငါကားဆိုရင်မမောင်းတော့ဘူးကွာကျွန်တော်နှမျောကိုဝင်းထိန်ကပြုံးနေသူ့ရွာရောက်တော့ရွာဦးမှာရွှေအောင်တဝင်းဝင်းနဲ့ဖះကိုဝင်းထိန်တဲတာ
ုန်းကြီးကျောင်းဝင်းထဲမှာပြတ်သက်ဘုံဆောင်နဲ့နှစ်ထပ်ကျောင်းကြီးကိုဝင်းထိန်ကောင်းမှုအဲ့ဒီကျောင်းကြီးဘေးမှာပဲတိမ်ကျောင်းကိုဝင်းထိန်ဆောက်တာရွာလယ်မှာနှစ်ထပ်စာတင်ကျောင်းချီရှေကြီးကိုဝင်းထိန်ကောင်းမှုပဲအဲ့ဒီကျောင်းရှိကွက်လက်ကွင်းမြင်မှာဆရာရဲ့ကျွန်တော်တို့ရွာကလူတွေကိုအသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်အောင်ဟောပေးစမ်းမှာဆရာကုန်ကြစရိတ်အားလုံးသူတယောက်တည်းအခနဲ့ကိုဝင်းထိန်မင်းရလေချမ်းသာလိုက်တာကွာတထေးသားလားကွာကျွန်တော်မေးတော့ဘယ်ဟုတ်မလဲဆရာဒီရွာမှာစားရမယ်တောက်ရမယ်ဆင်းရဲလွန်းလို့ငါဒီတိုင်းတော့မနေဘူးကွာတထေးဖြစ်အောင်ကြိုးစားမယ်ကွာဆိုပြီးတော့ရန်ကုန်ဆင်းလာပါဆရာကားစီးသွားတော့ကားကပေးစရာမရှိလို့စပယ်ယာကကန်ချမယ်ငရင်ရိုက်လို့တကယ်ကဲလုံးမနေစခိုးဦးတင်တောင်းမှန်ရတလန်းလုံးကျွန်တော်ခိုင်းမှာခမလောက်ပါတကယ်လဲခိုင်းပါတယ်ဆရာတလန်းလုံးကျွန်တော်လောက်ရဘာမှမလုပ်တော့ပါဘူးဖင်ပေါ့တယ်အတွက်ကမရှိလောက်တယ်ဒရိုင်ဘာကမြင်တယ်ဒီကလေးမဆိုးဘူးရန်ကုန်ရောက်ပြီမင်းဘယ်သွားမလဲကျွန်တော်သွားเสียနေရာမရှိပါဘူး။အော်မင်းတော့ဒုက္ခရောက်တော့မယ်ကောင်မင်းကဲဒီလိုလို့ငါကားမှမင်းကုန်ထမ်းညကြတော့ဒီကားကိုစောင့်ပြီးတော့အိပ်ပေါ့ကွာဟာဟန်ကြလိုက်တာအလုပ်လဲရပြီအိပ်เสียကြောခင်းမှုနေရာရဒရိုင်ဘာကလည်းဟန်ကြညာတိုင်းကားဆောင်ပတ်စံပေးနေရပတ်စံမပေးရတော့လကားခိုင်းလို့ရအဲ့ဒီကောင်ကဗျာစပယ်ယာကိုနင်းပေးနှိပ်ပေးဒရိုင်ဘာကိုနင်းပေးနှိပ်ပေးလက်ဖေးဆိုပြေးဝဲလိုက်ဆေးလိတ်တိုလေးကောက်ကင်တာနဲ့မီးပြေးချစ်ပေးဒရိုင်ဘာစပယ်ယာကိုနောက်သူချစ်သွားနောက်တော့စပယ်ယာဒီပြင်ကားပြောင်းသွားဒီကောင်ယာဓုတက်သွားစပယ်ယာဖြစ်သွားစပယ်ယာဖြစ်တော့လေသူ့ဆရာကိုယူသေးတော့ဆရာကချစ်တယ်နဲ့ကားမောင်းတင်ပေးကားရေဆဲကြီးအောင်ကွာကားစီထုတ်ချီကွာမောင်းတက်သွားတော့လိုင်စင်လုတ်သူတို့ဆရာကားတစ်ထောင်တော့ဒရိုင်ဘာအမခံပြောပြတာနဲ့ဒီကောင်ဒရိုင်ဘာဖြစ်ဟိုကောင်စပယ်ယာကစပယ်ယာတိုင်းမကြံခဲ့တယ်နော်သူဒရိုင်ဘာဖြစ်တဲ့ခါကျတော့ရတဲ့ငွေကိုမတော့မစား900ဆဲလိုက်တော့မသုံးဆွဲဘူးစုထားငွေကလေးချစ်ပါသိကားပြည့်ရင်သူများလိုဝါရှော့ထိုးပြီးတော့လက်ဖေးဆိုင်မသွားဘူးကားတန်ရောစင်နဲ့ဘေးကထိုင်ကြည့်ဘာဖြစ်လို့ပြတ်တာလဲဗျဘယ်လိုလုပ်လို့ကောင်းသွားတာလဲအဲ့ဒီပစ္စည်းထည့်ရတာဘာပစ္စည်းလဲတစ်ခါပြတ်တော့တစ်မျိုးတက်10ခါပြတ်တော့10မျိုးတက်အဲ့ဒီမှာရင်နောက်တော့ကားကောင်းကောင်းပြင်တက်သူစုမိတဲ့ငွေကလေးနဲ့ဝါရှော့ကလေးထောက်ကြည့်အောင်သူ့ဆရာကဒရိုင်ဘာမှကြံခဲ့ဝါရှော့သေးသေးလေးကနေချိန်မှန်နေကွာလောက်တာကောင်းနေကွာဆက်ဆံရေးပြင်းလေတဲ့ကွာအတ္တများတော့ဝါရှော့ကြီးဖြစ်အခုနောက်ဆုံး10ဘိန်းကားကြီးတွေဘော်ဒီရိုက်ရောက်တာကားတစ်စင်းကို390ရကိုဝင်းထိန်တထေးဖြစ်သွားတာပဲသူဆရာဒရိုင်ဘာကဒီတိုင်းမှကြံခဲ့သူကတထေးဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်မှန်းချက်ထားတာကိုဘယ်ရက်လို့ရမလဲကျွန်တော်တို့ရည်မှန်းချက်မြင့်မြင့်မားမားထားစမ်းပါကိုဝင်းထိန်နဲ့တွေ့ပြီးကျွန်တော်60မြို့ဆင်မွဲပြန်တော့ကျွန်တော်ငယ်ငယ်စပယ်ယာဥကန်ထူးသူနဲ့တွေ့နာမည်ကတော့ကန်ထူးပဲလူကတော့ကန်မထူးဥကန်ထူးဘာလို့နေတော့ဩဆရာကလည်းငယ်ငယ်တော့ကစပယ်ယာခုလည်းစပယ်ယာပေါ့ဥကန်ထူးသူ့ကိုယ်သူမမြင့်တင်ပါဘူးဒီတိုင်းပဲနေနော်လူဆိုတာကို promotion ပေးရမယ်ဗျသူများပေးမယ် promotion မှာကျွန်တော်တို့ကမျောနေတာကိုမြင့်အောင်မြင့်အနည်းဆုံးစာရီဖတ်တစ်နှစ်ကိုလားခမအုပ်20ဖတ်ပြီးအသိဉာဏ်ပညာမြင့်သွားပြီနောက်တစ်နှစ်ကျတော့အုပ်40ဖတ်နှစ်ဆတိုးမြင့်သွားပြီ promote လုပ်တယ်ဆိုအဲ့ဒါ promotion ပေးပါဥကန်ထူးကကျွန်တော်ငယ်ငယ်ရလဲစပယ်ယာခုလဲစပယ်ယာဟောခမသားကြီးအောင်ရောဩ
ဆရာကလည်းစပယ်ရတာစပယ်ရပေါ့ဆရာရဲ့ဟောဥကန်ထူးကသူ့ကိုယ်သူမမြင့်အောင်မကဘူးသူ့သားသမီးကိုလည်းသူ့ရဲ့မြင့်အောင်မမြင့်နိုင်ဘူးခမရတို့ကလည်းအဖေစပယ်ရသားစပယ်ရကိုကျွန်တော်ကမကျေနပ်လို့ပြောတာဥကန်ထူးကချီးမွမ်းတာမှတ်လို့ဘယ်ကမလဲဆရာခုကျွန်တော်သမီးကြီးကမွေးတယ်မြည်ကလေးလဲစပယ်ရပဲခမရသွားပြီပေါ့ကျွန်တော်တို့မျိုးနွယ်ဆက်တည်အဲ့ဒီလိုသာဖြစ်ရင်တော့ဒီလူမျိုးကဘာမှာတုံးပြီပေါ့နှိပ်ရှုံးပြီပေါ့ကိုလည်းမြင့်မှာကိုပတ်ဝန်းကျင်လည်းမြင့်မှာအဲ့တော့ကျွန်တော်ကဗျာအဲ့ဒီစာအုပ်ဖတ်ပြီးတော့အာမန်တဲ့ကျွန်တော်တငယ်ချင်းတလာနီးပါးဖတ်ရတယ်22ခုတထိုင်တည်းနဲ့ပြီးတာနဲ့ကျွန်တော်ဘာလုပ်ချင်တော့မိုးကိုဒူးနဲ့ပြစ်တိုက်ချင်တယ်အမှန်တိုင်းဖြစ်တဲ့တိုင်းပြောတာခက်ချောင်မြောင်ပဲတက်ကြွတာမဟုတ်ဘူးကြွတက်တာအဲ့ဒီမှာကျွန်တော်ဒိုင်ယာရီစာအုပ်ကိုယူပြီးရေးလိုက်ဒီနှစ်10ရန်ပြန်ဖြေမယ်8နှစ်တက္ကသိုလ်ဆက်တက်မယ်10ရန်ပြန်ဖြေမယ်ကတော့ဟုတ်တာပေါ့8နှစ်တက္ကသိုလ်ဆက်တက်မယ်ကမင်းအောင်မကိုအောင်မမလားဆိုတဲ့တန်တရားစိတ်ကျွန်တော်မှာသေးကလေးတောင်မရှိပါကြည့်နော်ဒီလူတယောက်แท้ပဲဗျဟိုးတခါတုန်းကတော့10နှစ်မကတသက်ဖြေရင်တော့မအောင်ဘူးလို့ထင်တယ်အခုတော့8နှစ်တက္ကသိုလ်ဆက်တက်ဘယ်တော့စမလဲကွပြီမုန်းနေတပည့်ပဲဗျာစနေအင်္ဂါရက်ရာစာရွေးမနေနဲ့ကွအခုစကွအဲ့ဒီနေ့ပဲကျွန်တော်စဘာနဲ့စအင်္ဂလိပ်စာနဲ့စဒါခုကျွန်တော်ပြောနေရတယ်တကယ်ဖြစ်မှန်ပါပဲလောက်ကြံပြောတာမပါဘူးအင်္ဂလိပ်စာနဲ့စလိုက်တော့အစမှခက်ညံ့ကောင်း6နှစ်တိလွမ်းနေလိုက်တာအင်္ဂလိပ်စာ I go to school တော့မလုပ်တတ်တော့ပါဘူးရှင်းနှစ်တက္ကသိုလ်ဆက်တက်မယ်ကောင်းအဲ့လိုလဲတွေးလိုက်ကြရောကျွန်တော်ပြောလိုက်တဲ့စကားရှိပါတယ်နှုတ်ကမပြောပါဘူးရင်ထဲကပြောတဲ့စကားရင်ထဲကပြန်ကြားတကယ်ပြောခဲ့ပြီးတော့တကယ်ကြားခဲ့ပါတယ်စာချစ်သူများစကားလက်ဆောင်ပေးပါမင်းကောင်းတယ်စမယ်ဆိုင်တုံညကစမယ်ပြောလိုက်ပါတယ်ပြီးမိုးနှင်းစကားနဲ့ပြောရင်အဲ့ဒါအောင်စိတ်ပါပဲလူတယောက်အောင်တော့မယ်ဆိုရင်နောက်မတွန့်တော့ဘူးဗျရှေ့တူယူကိုပဲတက်တော့မှာပဲအဲ့တော့ပြီးမိုးနှင်းကဘယ်လောက်များအားပေးလို့ဒီတကားကိုခောက်တဲ့နေရာမှာမသေးခင်ရောက်နေတော့ခောက်กว่าမိုးသက်မုန်တိုင်းကြီးကြုံတဲ့ခါမှာအိမ်အိမ်ကတကားမပွင့်မင်းသေးတော့မှာပဲမရအောင်ခောက်တယ်လို့ခောက်တပေါက်ပြီးတပေါက်လိုက်ခောက်ကျွန်တော်အဲ့ဒီမှာအားတက်ပြီးတော့အင်္ဂလိပ်စာတကယ်တုံညကစရပါတယ်ကျွန်တော်ကြောင်းမတက်နိုင်ပါဘူးအလုပ်လုပ်နေရပါပြီကျွန်တော်တို့ခေတ်ကကျူရှင်မရှိပါဘူး Amen A. လူတယောက်ခွေးတကောင် Lesson English Book 1ပါကလေး9ရက်နဲ့ကျွန်တော်ပြီးမြန်မာလိုရှင်းရေးထားတယ်လွယ်တယ် Book 29ရက်နဲ့ပြီး of a man of a dog လူတယောက်ခွေးတကောင် Book 3ဝါကြကြီးတွေပါလာပြီ20ချောင်းပေးတယ်အင်္ဂလိပ်လိုပေးမြန်မာလိုပြန်မြန်မာလိုပေးအင်္ဂလိပ်လိုပြန်အဲ့လောက်ကြတော့ကျွန်တော်ထက်တန်းကျောင်းကအင်္ဂလိပ်စာဆရာနဲ့ဆရာမသွားပြတလဲစီပြအားနာလို့ပတ်စံမပေးရဘဲနဲ့ပြလို့နောက်တော့ book 4ဟိုးရှေ့တုန်းကပုံမြင်ကြီးတွေကိုကျွန်တော်ဘာသာပြန်တတ်ပြီးကိုယ်ပိုင် English နဲ့ letter writing ရေးနိုင်ပြီ essay ရေးနိုင်ပြီ4 လခွဲပဲကြာပါတယ်အဲ့ဒီမှာပြဋ္ဌာန်းတဲ့စာအုပ်လက်ညှိုးလောက်ထူပါတယ်ကော်ရအလန်နဲ့ကျွန်တော်ဝတ္ထုစာအုပ်နဲ့တိုက်ဖတ်မင်းင်းစာအုပ်နဲ့တိုက်ချက်ဟို notes on ရှင်းလင်းချက်နဲ့တိုက်ပြီးတော့ကြည့်တစ်ခေါက်ပြီးတော့နောက်ကျောဘုံကိုတစ်ချက်ပြန်စ2ချက်3ချက်4ချက်5ချက်ကျွန်တော်စာအုပ်နောက်ကျောဘုံမှာအားလုံး25ချက်ရှိတယ်ညက်ကိုကြေးလို့ခင်ဗျာတအားပင်မအောင်လောက်ရတာပဲလားဗျာဘယ်ဟုတ်မလဲမင်းမမအောင်
ကျွန်တော်မီးနှင်းကိုဘယ်လိုချက်သမင်းဆိုင်မှာလာကပေးစားတော့မနေ့သွားသမင်းဆိုင်10လုံးထုတ်သွားသမင်းပွဲပြင်ခုနေလုံးချက်ညနေ10လုံးတနေ့လုံး20ချက်နှစ်တဝက်မှာမီးနှင်းနေကုန်သွားလို့ချက်เสียမရှိလို့လွမ်းတောင်နေရသေးပေါ်ရာနာတွေကိုမြမစာရေချိုးသွားရင်းနဲ့ချက်အဲ့လိုနည်းနဲ့အင်္ဂလိပ်စာရိုက်ချရင်တော့မကြတော့ဘူးဆိုမှခရိုင်ပညာဝင်ရုံသွားကျန်တဲ့ဘာသာတွေအသင်ယုံညွှန်းနှန်းကိုတောင်းပြီးတော့မှကျွန်တော်6နှစ်ပြတ်ထားတဲ့ကောက်ဘယ်လိုနည်းနဲ့မှခြေချော်လက်ချော်အကြမခံနိုင်ပါဘူးအားလုံးညံ့ညက်ကြအောင်လုပ်တလလုံးမှာအကုန်ပြီး revision ပြန်9ရက်လုံးမှာအကုန်ပြီးသိပါပြီကျွန်တော်မော်တော်ကားကိုဝေးကရှောင်ပါတယ်လမ်းလျှောက်လက်ကိုကားမတိုက်ရင်အောင်ပြီဒီဖြေတဲ့အခါကောင်းစွာဖြေနိုင်ပါတယ်အောင်စင်းထွက်တဲ့အခါမှာကောင်းစွာအောင်ပါတယ်6နှစ်ပြတ်ထားတဲ့အကောင်မှာကြောင်းမတက်ပြုရှင်မရှိဘဲနဲ့အောင်ပါတယ်အဲ့ဒီဟာကိုကျွန်တော်တက်ကတူဝင်ခွင့်လျှောက်တဲ့ခါကျတော့ကျွန်တော်အမှတ်ကကြိုက်ရတက်ကတူသွားနိုင်တဲ့အမှတ်ပါပဲကျွန်တော်မန္တလေးတက်ကတူမြန်မာစာအဓိကလျှောက်ပါတယ်ဒီမျိုးကဆရာကြီးမြကေတုဟာကျွန်တော်ရဲ့မြန်မာစာဌာနဆရာရင်းပါပဲကျွန်တော်ဆရာကြီးရဲ့တပည့်အရင်ပါပဲနောင်ဆရာကြီးမျက်စိကွယ်သွားတဲ့အခါတောင်ကျွန်တော်ကိုဘလောက်ရင်းနှီးချစ်ခင်နှုံးစီမရောက်တာကြာလို့ဆရာအိမ်သွားပြီးတော့နှုတ်ဆက်လိုက်ဦးဆရာနေကောင်းလားတန်ကလေးကြာရုံနဲ့မောင်တင်လိုက်ပဲกว่าအဲ့လောက်ယဉ်နီးပါတယ်ဆရာကနတ်ရှင်အောင်ကြောင်းမြန်သင်လို့ရှိရင်သူလဲတောင်ကူသားဆိုတော့နတ်ရှင်အောင်ရရုတွေကလည်းတကယ်ကောင်းတာပါအနုအနှွဲ့အလှသင်္ကာရယတဆရာနတ်ရှင်အောင်ရရုကိုသင်ပြီဆိုရင်ကျွန်တော်တို့တပည့်တွေရောတက်ကတူဆရာမအားလုံးကရောမြကေတုနတ်ရှင်အောင်ဝင်ပူးနေပြီလို့ပြောကြပါတယ်ဒါသူ့ရဲ့ crazy ပဲကြောင့်မို့လို့ဘယ်သူကမပေးတာမဟုတ်ဘူးဆရာအိမ်ရှိကလမ်းတက်ကတူတစ်ခုလုံးကပေးတဲ့နာမည်ပါပဲနတ်ရှင်အောင်လမ်းနဲ့ဒါဒီလိုသမိုင်းတွင်အောင်ဆရာကလုပ်ခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်မြန်မာစာလျှောက်တာအဲ့ဒါမရဘူးဆိုရင်မှကျွန်တော်ဖေကလက်သမားဆိုတော့ကျွန်တော်စိုက်ပျိုးရေးတက်ကတူဒုတိယဦးစားပေးလျှောက်ပါတယ်အဲ့ဒါမှမရဘူးဆိုရင်တော့မင်းအမှတ်တိုင်သွားဆိုသွားပါမယ်ဆေးတက်ကတူလို့လျှောက်ပါတယ်နည်းနည်းပြောင်းမြန်ဖြစ်ပါတယ်စတန်ထွင်တာမဟုတ်ပါရိုးသားသားလောက်တာရိုးသားလုံးအကြီးတော့အဆန်းထွင်တယ်လို့ဖြစ်ပါလေရှားပီမုန်းနဲ့မေးတယ်လေမင်းဘာဖြစ်ချင်တယ်လဲကွာကျွန်တော်စာရေးဆရာဖြစ်ချင်တယ်ဖြေပြီးပြီအဲ့ဒီကကျွန်တော်ဆရာမပြောတဲ့ငါးရမ်းကလေးကပြောတဲ့စာရေးဆရာနှလုံးသားထဲမှာဆွဲတဲ့စာရေးဆရာအဲ့တော့စာရေးဆရာဖြစ်ချင်တဲ့ကောင်ဟိုအောင်ဒီအောင်လုပ်မနေနဲ့မိမြန်မာစာကျွမ်းမို့လို့တယ်ကွာမြန်မာစာကြောက်စာသင်ကြောက်စာဖတ်တတ်မိတယ်ပါဠိဘာသာတတိယနှစ်ထိသင်ပါဠိကလည်းကျွန်တော်တက်ဖို့ကောင်းတာသမိုင်းသင်စိတ်ပညာသင်ဟိုစာရေးခြင်းနဲ့ကောင်းတယ်အန်ကိုကြလို့အဲ့ဒါကျွန်တော်မြန်မာစာတစ်လျှောက်တော့မြန်မာစာကကျွန်တော်ရွေးလိုက်ပါတယ်တက္ကသိုလ်ဝင်ခွင့်ကျွန်တော်ရဲ့ခုံနံပါတ်1ပါပဲအမှတ်အများနဲ့စီလိုက်တော့ကျွန်တော်1ရတစ်သက်လုံးမရဘူးတဲ့1အဲ့ဒီမှာစရအဲ့ဒီတော့က1965ခုနှစ်တက္ကသိုလ်လူကြီးကျော်နေစရွေးတဲ့နှစ်ကျွန်တော်လူ1ရတဲ့လူ9ယောက်ရှိပါတယ်ပါမောက္ခချုပ်နဲ့ပါမောက္ခတွေကကျွန်တော်တို့9ယောက်ကိုထပ်ပြိုင်ခိုင်းပါတယ်ကျွန်တော်ထပ်ပြီးတော့1ရပါတယ်မဆမ်းပါဘူးပြီးမုန်းနေတပည့်ခောက်နေပြီတဲ့ခောက်ရင်တကားတွေကပွင့်ပါလေဒီကြောင့်မို့လို့ခောက်ကြပါလေပြောချင်ပါလေအဲ့တော့1ရတော့ကျွန်တော်တက္ကသိုလ်လူရည်ကျုံရွေးခံရပါလေလူရည်ကျုံစခန်းမှာတက္ကသိုလ်ပေါင်းစုံကလူ152ယောက်
ရှိပါတယ်တလအဲ့ဒီမှာလည်းပဲထပ်ပြန်ရပါတယ်ကျွန်တော်ထပ်ပြီးတော့ဒုတိယရတဲ့လူနဲ့ကျွန်တော်မှတ်နေဆိုရင်20တောင်กว่าတယ်လို့သင်္นานမှုတွေကမှတ်ကြညာတော့ပြောပါတယ်ဘာလို့တာတော့ဆိုတော့သိငယ်နေရာကြီးပျောက်ပြီးတော့တကားဆိုတာခောက်ရင်ပွင့်တယ်လို့သက်သေပြကျင်တာပါဗျာစာချစ်သူများပြန်စဉ်းစားလိုက်ပါကျွန်တော်လပတ်စာမေးပွဲတစ်ခါမှမအောင်ဘူးတဲ့လူပါလူ60ရှိတဲ့တန်းထဲမှာ42နောက်မှာရှိတဲ့လူပါကိုညံ့နေထင်လို့ညံ့နေဘူးပါတယ်စာချစ်သူများလဲကိုညံ့နေထင်ပြီးတော့ညံ့နေကြမှာစိုးလို့ပါလူများစွာတို့သည်တဲ့ကို့မှာရှိသောအရေးချင်းကောင်းများကိုထုတ်ပြီးတော့မသုံးလိုက်ကြဘဲနဲ့သေရွာအထိပါသွားကြတာနှမျိုးစရာကောင်းလိုက်တာကျွန်တော်တို့အသီးသီးမှာအရေးချင်းနေရှိပါတယ်ကျွန်တော်ကဆရာပီမုန်းင်းကအဲ့ဒါကိုဖော်ထုတ်ပေးခဲ့တာပါဆရာကြီးကကျွန်တော်ဘဝရဲ့ကယ်တင်ရှင်ကျေးဇူးရှင်ပါပဲဆရာပီမုန်းင်းအနှစ်ဒီရုပ်ရှင်အနှစ်တရာပီမုန်းင်းဆရာကြီးအနှစ်တရာပြည့်မှာဇာညုံကိုပထမဆုံးရေးတဲ့ဆရာကြီးမို့လို့ပီမုန်းင်းတရားဘွဲပူဇော်ဘွဲရုပ်ရှင်ကလုပ်ပါတယ်ကျွန်တော်ခေါ်ပြီးတော့ပီမုန်းင်းကြောင်းဟောခိုင်းပါတယ်ဒါကလေးကိုဟောပြီးတော့ပူဇော်ရပါ30မြို့သားဆရာမျိုးကိုတွားပြီးတော့လေပူဇော်ပါတယ်အဲ့တော့ဆရာကြီးနဲ့ကျွန်တော်နဲ့ကအသက်ချင်းမိဝင်မိထွက်ပဲကွာပါတယ်ဆရာကြီး1941မှာကွယ်လွန်ပါတယ်ကျွန်တော်1941မှာမွေးပါတယ်သူကွယ်လွန်တဲ့နှစ်မှာကျွန်တော်မွေးတာပါပဲသူသေးပြီးမှမွေးမဲ့ကောင်ကိုညှောင်ကြတယ်ကောင်းမဆိုင်အောင်ဆွဲကယ်ခဲ့တယ်ဆရာစာပါပဲဆရာကိုပူဇော်ပြီးတော့တောင်ငူမြို့မှာချစ်စွာသောစာချစ်သူများကျွန်တော်ဒါကလေးဟောတာပါကျွန်တော်ဘဝနဲ့ထင်ဟပ်ပြီးတော့ပြောတာပါတောင်ငူကိုဒီချိန်နဲ့ဆိုရင်ကျွန်တော်3ချိန်ရှိပါပြီဟောရတာ3ချိန်စလုံးပြီးတဲ့အထိဒီလိုပဲတောင်ငူပြိဿကအင်ပြည့်အပြည့်ချစ်ခင်စွာနဲ့ကောင်းစွာနားထောင်ကြတယ်စာရေးဆရာတိုင်းကိုပြောတယ်တောင်ငူကဖိတ်လို့ဆိုရင်ဝန်သားရသွားပြိဿကအရန်ကောင်းမယ်အားရပါရပြောကျွန်တော်အဲ့ဒီလိုမှားလေးရှိပါတယ်စာချစ်သူများကိုကျွန်တော်ညီကုန်းချုပ်ပါတော့မယ်တကားတို့ကိုခောက်ဆန်းပါခောက်ကြပါဒီမှန်းချက်ကြီးထားစမ်းပါဟိုးတောင်ထုအမြင့်ကိုကြည့်ပြီးတော့စိတ်မမောလိုက်ပါနဲ့လေကားတစ်ထစ်ချင်းတက်ရမှာပါအထုပ်ကိုခုံမတက်ရပါဘူးတစ်ထစ်ချင်းတက်ရင်နောက်ဆုံးတော့တောင်ထိပ်ရောက်သွားလိမ့်မယ်အဲ့ဒီခါမှာအောက်ကိုပြန်ငုံကြည့်လိုက်အိုးခရီးအများကြီးပောက်ခဲ့ပြီကောအံ့ဩပါလိမ့်မယ်ဘာတခုမှမလုပ်ဖဲနဲ့အောက်မှာကြံခဲ့တဲ့ကောင်ကအဲ့ဒီကောင်စတုံးကငါနဲ့အတူတူပါပဲကွမမီမကန်းနဲ့ပခုံးကိုလှမ်းဖက်တယ်မဖက်နဲ့မင်းမမီတော့ဘူးမင်းလည်းဖက်ချင်မင်းဝါသနာပီဇစရိုက်နဲ့ကိုက်ညီတဲ့အထွတ်တစ်ခုတက်ခဲ့ပါနောက်ကျသွားတယ်ဆိုတာမရှိဘူးနောက်ကျသွားတယ်ဆိုတာမရှိပါဘူးတတိယတဲ့ချိန်လုံမဲ့ကြွလေဆုံးဖြတ်တဲ့ချိန်ဟာချိန်ကောင်းပါပဲတက်ပါသူကမင်းတဲ့10နှစ်စောရောက်ချိန်ရောက်မင်းကနောက်10နှစ်မှရောက်ပြီမဲ့လဲပဲအတူတူပဲလှမ်းပြီးတော့အခုံဖက်လို့ရပါတယ်ကျွန်တော်တို့စောစောကပြောတဲ့ကိုကန်ထူးလို့ကိုလည်းမမြင့်ကိုသားစင်မြေဆက်ကိုလည်းမမြင့်မလုပ်ကြပါနဲ့အ ਨੇ ဆုံးတော့စာဖတ်ပြီးတော့ဉာဏ်ရည်မြင့်အောင်မြင့်ပါဉာဏ်ရည်မြင့်တာနဲ့မြတ်လုပ်ရည်ကံရည်တွေတိုးမြင့်လာပါလိမ့်လုပ်ငန်းတိုင်ငန်းတွေမြင့်ပါအ ਨੇ ဆုံးတော့တထေးဖြစ်အောင်လုပ်ပါဟာဆရာကလည်းတထေးဖြစ်အောင်များအနှိမ့်ဆုံးလို့အ ਨੇ ဆုံးလို့ပြောနေသလားအဲ့ဒါအ ਨੇ ဆုံးအနှိမ့်ဆုံးပါပဲမခက်ပါဘူးမလုပ်ကိုမလုပ်ကြလို့စွန့်စားတကားကိုမခောက်ကြလို့
ဘယ်တစ်ထဲမှာခွက်လောင်ရှုံးပြီးတော့ကုန်းမထားရတဲ့လူမရှိပါဘူးအဲ့ဒီအရှုံးကိုမကြောက်ပါနဲ့ကုန်းထားဖို့သာမလျော့ဝိရိယမလျော့ပါစေနဲ့ထားရင်ဘယ်နှခါလဲတက်ပါနောက်ဆုံးတော့ဇွဲကောင်းတဲ့မင်းရီမန်းချက်ကိုရောက်မှာပါစာချစ်သူများအားလုံးကိုမြင့်မှာကိုမိသားစုဘဝမြင့်မှာကျွန်တော်တို့ပတ်ဝန်းကျင်ကိုမြင့်မှာကိုမျိုးမြင့်မှာအဲ့ဒီလိုအားလုံးမြင့်အောင်မြင့်ကျွန်တော်တို့တနိုင်ငံလုံးမြင့်တက်ပါလိမ့်မယ်ဥစွာပထမတဦးချင်းစပြီးတော့မြင့်ခြင်းအဖြစ်လယ်ရင်းသားစောချစ်လို့တောကြတောင်းကြားကသိငယ်မှုကြီးအောက်ကိုဖီစည်းနေတဲ့ကောင်တောင်ဒီဘွားလောက်ရောက်ရင်စာချစ်သူများကျွန်တော်တွေဆယ်စတာရင်နဲပါလေအစရာထောင်တာလွန်တိုးတဲ့အောင်မြင်ကြပါစေလို့ဆုတောင်းရင်ညီကုန်းချုပ်ပါတယ်